အားလုံးပဲမင်္ဂလာပါကျွန်တော်ဗီဒီယိုမတင်ပြတာကြာပြီပေါ့နော်အဲ့တော့ဗီဒီယိုမတင်ပြတာကလည်းကျွန်တော်ဘယ်လိုဖြစ်လို့လဲဆိုတော့ဒီကျွန်တော်လုပ်ထားတဲ့ဗီဒီယိုတွေ CD တွေပေါ့နော်အခန်းဆက်တွေရှိတယ်ပေါ့အဲ့အခန်းဆက်တွေကကျွန်တော်တို့ကဒီတဖြည်းဖြည်းချင်းပေါ့နော်ကျွန်တော်အပြင်လုပ်တွေရှုပ်နေတာတွေရောအဲ့တော့ကျွန်တော်အဲ့ CD တွေကိုအခန်းဆက်တွေကိုကျွန်တော်ပြန်ပြီးတော့ကြည့်လိုက်တဲ့အခါမှာဘယ်လိုဖြစ်သွားတော့ဆိုတော့နည်းနည်းလေးကြားသွားတော့ကျွန်တော်အခန်းဆက်တွေကိုကျွန်တော်ကပြန်ပြီးတော့မဆက်နိုင်ဘူးဖြစ်သွားတယ်ပေါ့နော်ဒီနည်းနည်းအချိတ်ဆက်တွေပြက်သွားတယ်ပေါ့အဲ့တော့အချိတ်ဆက်တွေပြက်သွားတော့ကျွန်တော်နောက်စိတ်ကူးရထားတာကတော့ဘယ်လိုလုပ်ဖို့စိတ်ကူးလို့ဆိုတော့ကျွန်တော်ဗီဒီယိုအတူလေးတွေအစားပေါ့နော်ဗီဒီယိုနည်းနည်းခက်ရှည်လေးတွေပေါ့ဟိုတနာယူဝင်းကျင်လောက်တွေပေါ့နော်ဟို project ဒါဆိုရင်တော့နည်းနည်းလေး project ကတော်တော်လေးတော့ကြီးတော့ပေါ့နော် project ခက်ကြီးတွေကိုကျွန်တော်ဒီဗီဒီယိုနည်းနည်းအရှည်ပိုင်းတွေသွားပြီးတော့ကျွန်တော်တင်ဖို့စိတ်ကူးထားတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်လည်းလုံတုံးမှာဆိုရင်တခါတည်းဒီဟိုပါပေါ့နော်အဆက်အသွယ်မိနဲ့တခါတည်းဖြစ်သွားအောင်ဟိုတက်တုတ်ထဲဖြစ်သွားအောင်ပေါ့နော်အဲ့ဒါမျိုးလေးလှုပ်ချင်တဲ့ရွေးချက်နဲ့အဲ့ဒါမျိုး CD ဒီအစားမှာပေါ့နည်းနည်းဗီဒီယိုခက်ရှည်လေးတင်ဖို့စိတ်ကူးထားတယ်ပေါ့နော်ဒါမှလည်းကျွန်တော်လည်းဟိုဖြစ်မှာဆိုတော့အားလုံးမှာပေါ့နော်အဲ့တော့လောလောဆယ်ကျွန်တော်ဒီနေ့မှာဗာလှုပ်ချင်တာလဲလို့ဆိုရင်ပေါ့နော်ကျွန်တော်တို့အရင်လုံးကဒီရေးထားတဲ့ဒီ application ဟိုပါပေါ့နော်ဟိုဟာ AI ရဲ့အကူအညီနဲ့ရေးထားတဲ့ project တစ်ခုရှိတယ်ပေါ့နော်အဲ့ဒါကကျွန်တော်တို့ Yarana Class project ဆိုပြီးတော့ကျွန်တော်မှတ်မကွဲတွေကိုဒီစရင်ပြုစုတဲ့ application လေးပေါ့နော်အဲ့ application လေးကိုကျွန်တော်တို့ကဘာနဲ့ရေးခဲ့တာလဲဆိုတော့ဒီ code asset နဲ့ရေးခဲ့တာပေါ့နော် code asset ထဲမှာရေးခဲ့တာအဲ့တော့အခုဒီကျွန်တော်နည်းနည်းလေးစိတ်ကူးလေးပြောင်းသွားတယ်ပေါ့နော် code asset ထဲမှာကကျွန်တော်တို့ကဘာတွေအဆင်မပြေဘူးလို့ဆိုတော့ပေါ့နော်ဒီဟိုဟာတွေ library တွေ library ထည့်ရတာဆိုရင် library ကတော့အဆင်ပြေတယ်ပေါ့နော်ဘာတွေအဆင်မပြေအောင်ဆိုရင်သူထဲမှာထည့်တဲ့ဒီ XML file တွေပေါ့နော် XML file တွေကိုတီးတန့်ထည့်ခြင်းတဲ့ XML file တွေတို့ကျွန်တော်တို့ icon တွေဘာတွေထည့်တာတွေကျတော့တိတ်အဆင်မပြေဘူးပေါ့နော်သူကဘာဖြစ်လို့ဆိုတော့ဟိုသူ့မှာကဒီသူ့ရဲ့ project page ကိုဒီ Android ရဲ့ပေါ့နော်ဟို internet store တွေကိုသူကထည့်မပေးတာပေါ့နော်အဲ့ဟာအဓိကပြဿနာဖြစ်နေတာပေါ့ကျွန်တော်တို့လည်းအဲ့လာပြီးတော့မေးကြတယ်ပေါ့နော် internet store တွေထဲမှာဘယ်လိုထည့်ရတာလဲပေါ့သူကထည့်ရတာထည့်လို့မရဘူးတော့မဟုတ်ဘူးနည်းနည်းလေးခက်ခဲတယ်ပေါ့လက်ပေါက်ကက်တယ်ပေါ့နော်အဲ့တော့ကြောင့်မို့ကျွန်တော်ကဘယ်လိုလုပ်ဖို့စိတ်ကူးအောင်ဆိုတော့အခုဒီမှာကျွန်တော် Sketchware Pro ကိုပြန်ဆန်းသုံးကြည့်ရပေါ့နော် Sketchware Pro ကိုကျွန်တော်ပြန်ဆန်းသုံးကြည့်တဲ့အခါမှာဒီ Sketchware ရဲ့ဒီနောက်ဆုံး version ပေါ့နော်နောက်ဆုံး version ကကျွန်တော်အတွက်တော်တော်လေးကိုဒါအဆင်ပြေတယ်လို့ပြောလို့ရတယ်ပေါ့နော်တော်တော်လေးကိုကျွန်တော်သဘောကျသွားတယ်ပေါ့နောက်ဆုံး version မှာဆိုရင်သူ့ရဲ့ design တွေအစားပေါ့နော်သူက material 3ရဲ့ design တွေဖြစ်သွားတယ်ပေါ့နော် material 3 design တွေဖြစ်သွားတယ်နောက်တစ်ခါသူထဲမှာထည့်တဲ့ဒီဟွာတွေဘာတွေဆိုရင်လဲပေါ့နော်သူထဲမှာထည့်တဲ့ကျွန်တော်တို့ဒီ library တွေဘာတွေမှာလဲပေါ့နော်သူ့ရဲ့အပြင်စင်တွေဘာတွေအစားတော်တော်လေးကိုပြောင်းလဲသွားတယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ဒီကိုယ့်အကိုပေါ့နော်ကိုယ့်အကိုဒီထဲမှာတစ်ခုချင်းဒီမှာရှိနေတဲ့ layout တွေကိုဒီ block တွေကိုတစ်ခုချင်းဆွဲထုတ်ပြီးတော့ကိုယ့်အကို design မဆွဲခြင်းဘူးဆိုရင်တော့ကျွန်တော်တို့ AI ကို design ဆွဲခိုင်းပြီးတော့ဒီမှာတိုက်ရိုက်လာထည့်လို့ရတဲ့ feature တွေပါလာပြီပေါ့နော်အဲ့ဒါတွေကိုကျွန်တော်အရင်တော့သိတော့မသိဘူးပေါ့နော်အခုမှစပြီးစမ်းသုံးကြည့်လို့ကျွန်တော်တော်တော်လေးသဘောကျသွားတာပေါ့နော်အဲ့တော့ကျွန်တော်တို့ AI ကိုအကူအညီလုပ်ပြီးတော့ AI ကိုAI နဲ့တူတွဲပြီးတော့ကျွန်တော်တို့ဒီ design တွေဖန်တီးတာတွေပေါ့ project တစ်ခုလုံးကိုရေးသားတာတွေဒီမှာတော်တော်လေးကိုအဆင်ပြေသွားပြီပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင်ဥပမာအနေနဲ့ပေါ့နော်ကျွန်တော်ဒီမှာဒီ ဟိုရှိတယ်ပေါ့နော်ဒီ project လေးကကျွန်တော်ဒီ Yarana business ဆိုတဲ့ project လေးကဒါကျွန်တော်ဒီ side project လေးပေါ့နော်အဲ့မှာဆိုရင်အဓိကကတော့ဒါကျွန်တော်လုပ်ငန်း project လေးဆိုတော့ကျွန်တော်ကတော့ဒါလေးကတော့ဟိုတအားကြီးဟိုမလုပ်ဘူးပေါ့နော်တအားကြီးမြန်ဆန်တော့မလုပ်ဘူးပေါ့ဖြည်းဖြည်းချင်းပဲသွားမဲ့ application ပေါ့နော်ကျွန်တော် project လေးပေါ့ကျွန်တော်ကတော့ဖြည်းဖြည်းချင်းပဲဒါသွားမှာကုလို့တဲ့ feature လေးတွေကိုဖြည်းဖြည်းချင်းပဲရေးထည့်ပြီးတော့သွားမှာပေါ့နော်လောလောဆယ်တော့ကျွန်တော်တော်တော်လေးပြီးသွားတာကဒီဝယ်ယူသူတွေကိုပေါ့နော်ဝယ်ယူသူတွေကိုသူတို့စုတောင်းတန်ဖို့ဘယ်လောက်သုံးခဲ့တယ်ငွေဘယ်လောက်သုံးခဲ့တယ်ဆိုတာတွေအကျွေးဘယ်လောက်ရှိတယ်ဆိုတဲ့ဟာမျိုးတွေပေါ့နော်ဒါမျိုးတွေကျွန်တော်လုပ်လို့ရတဲ့ဟို software လေးပေါ့လောလောဆယ်အဲ့ဟာတစ်ခုတော့ပါထားပြီးပြီပေါ့နော်အဲ့ထဲမှာဆိုရင်ကျွန်တော်တို့ဒီမှာပေါ့နော်layout file တွေကိုကိုယ့်အကိုထည့်လို့ရတယ်layout file တွေထည့်ပြီးဘာတွေလုပ်လို့ရအောင်ဆိုအဲ့ layout file တွေကိုကျွန်တော်တို့ preview ပါလုပ်လို့ရပြီဗျအခုဆိုရင်ပေါ့နော် preview ပါသွားပြီးတော့ကောင်းကောင်းလုပ်လို့ရသွားပြီဒီမှာဆိုရင်ဗျကိုတိုက်ရိုက် live preview ကြည့်နေတယ်ဆိုရင်ဒီမှာဆိုရင် तू ကဟို preview ကိုပါအကောင်းကောင်းလေးထုတ်ပြီးနိုင်ပြီပေါ့နော်ခံမှန်းကြီးထုတ်ပြီးနိုင်သွားပြီဖြစ်ပါတယ်အဲ့ဒါကြောင့်မို့ပေါ့နော်ကျွန်တော်ဒီမှာဘာလုပ်ချင်တာတုံးဆိုတော့အဲ့Yarana class ဆိုတဲ့ application လေးကိုကျွန်တော်ဒီမှာဒီဟိုဟာကိုပြန်ပြီးတော့ရွှေ့ချင်တယ်ပေါ့နော်နေရာရွှေ့ချင်တယ်ပေါ့အဲ့တော့ Sketchware ကိုနေရာရွှေ့မယ်အဲ့တော့ဒီနေ့ကျွန်တော်အဲ့ဒါလေးကိုစရေးကြည့်မယ်ပေါ့နော်ကျွန်တော်တို့လိုက်ပြီးတော့ကြည့်ပါအောင်ပေါ့နော်နောက်တစ်ခါပေါ့ကျွန်တော်တို့ဒီမှာဒီသင်းတွေပါတစ်ခါတည်းချင်းလို့ရတယ်ပေါ့နော်ကျွန်တော်တို့ဒီသင်း color တွေကိုဒီမှာတစ်ခါတည်းသတ်မှတ်ခဲ့လို့ရတယ် color လေးတွေကကျွန်တော်တို့ဒီမှာဆိုရင် color primary text ဆိုတာရှိတယ်
color primary ရှိတယ် color accent ရှိတယ် color control highlight ရှိတယ် color control normal ပေါ့နော်အဲ့မှာကသူကဘာကွာလဲလို့ဆိုရင်ဒီပုံလေးမှာကြည့်ပြီးတော့ဟိုကျွန်တော်တို့နားလည်လို့ရတယ်ပေါ့နော်ဒီ color primary ကကြတော့ဘယ်ဟာအတွက်တုံးဆိုရင်ကျွန်တော်တို့ဒီဟွာအတွက်ပေါ့နော်2 bar တို့ဘာတို့အတွက်ပေါ့ color primary တက်ကကြတော့ကျွန်တော်တို့အပေါ်က accent bar ပေါ့နော် accent bar လို့ခေါ်လဲဟာလေးအတွက်ပေါ့နော်ကျွန်တော်ဒီမှာဆိုရင်ဒီပုံမှာဆိုရင်ဒါဟွာလေးရှိတယ်ပေါ့နော်ဒီ color primary tab ပေါ့နော်အဲ့ဒါကကျွန်တော်တို့ဒီဟွာလို့လည်းခေါ်တယ်ပေါ့နော်ဒီ accent bar လို့လည်းခေါ်တယ်ကျွန်တော်တို့ဒီခါလေးကျတော့ဘယ်လိုလဲခေါ်တော့ဆိုတော့ကျွန်တော်တို့ဒီ status bar ပေါ့နော် status bar လို့လည်းခေါ်တယ်ပေါ့ status bar လို့ခေါ်တဲ့ကောင်လေးရှိတယ်အဲနောက်ထပ် color primary ကကျတော့ကျွန်တော်ဒီနားမှာပေါ့နော်ဒါ new project ဆိုတဲ့ဟာမှာသူကဘာပြောင်းလာတော့ဆိုတော့ color primary ရှိတယ်ပေါ့နော်တကယ်တမ်းသူကဘာဖြစ်လို့ဆိုတော့အယောင်ကနည်းနည်းလေးရောနေလို့ပေါ့နော်အယောင်ရောနေတဲ့အတွက်ကြောင့်မပေါ်လာဒီနားလေးမှာ2 bar လေးရှိတယ်2 bar လေးရဲ့အယောင်ပေါ့နော် color accent ကတော့ကျွန်တော်တို့ဒီမှာဘာဖြစ်တဲ့အချိန်တုန်းဆိုရင်ကျွန်တော်ဒီမှာပေါ့နော်လောဆယ်ကျွန်တော်ဒီမှာဟိုဒီ box တွေရှိတယ်ပေါ့နော်ဒီ app နဲ့ပြောမယ်ဆိုရင်ဥပမာအဖြစ်ပေါ့နော်ဒီကျွန်တော်တို့ဒီ Sketchware app နဲ့ပြောမယ်ဆိုရင်ဒီမှာ edit tag လေးရှိတယ်ပေါ့နော် edit tag လေးတွေကိုကျွန်တော်တို့ကဒီလိုနှိပ်လိုက်ပြီးဆိုတာ ਨੇ သူ့ရဲ့ဘေးမှာပေါ့နော်ဒီမှာဘေးမှာဘောင်းအပြာလေးပေါ်လာတယ်ပေါ့နော်အဲ့ဘောင်းအပြာလေးရဲ့အယောင်ကိုပြောတာပေါ့နော်နောက် color control highlight ကကျတော့ဘာလို့ဆိုရင်ကျွန်တော်တို့ခလုတ်တွေနှိပ်လိုက်တဲ့အခါမှာrebel effect လေးပေါ်သွားတယ်ပေါ့နော်ဘေးကနေပြီးတော့အယောင်လေးဝင်းသွားတယ် rebel effect လေးရှိတယ်ပေါ့အဲ့ rebel effect လေးကိုသူကသုံးတဲ့အယောင်ပေါ့နော်နောက် color control normal တို့ဘာလို့ကကျွန်တော်တို့ဒီချက်ပေါက်တွေပါတွေမှာသုံးတဲ့ဟာတွေပေါ့နော်ချက်ပေါက်တို့ကျွန်တော်တို့ဒီ button radio button တို့ဘာလို့မှာသုံးတဲ့အယောင်လေးတွေပေါ့နော်အဲ့အယောင်လေးတွေကျွန်တော်တို့သတ်မှတ်ပေးလို့ရတယ်ပေါ့တော့ကျွန်တော်ကအဲ့အယောင်တွေကိုယ်ပိုင်စိတ်ကြိုက်သတ်မှတ်မှာဖြစ်တဲ့ကြောင့်ကိုကျွန်တော်ဒီကောင်လေးကိုတော့အသေးစိတ်လာပြီးမပြန်တော့ဘူးပေါ့နော်ကျွန်တော်ပြီးရင် theme builder ဆိုတဲ့ application လေးနဲ့မိတ်ဆက်ပေးမယ်ပေါ့နော်အဲ့ဒီ theme builder ဆိုတဲ့ application မှာကျွန်တော်တို့က theme တွေကိုကိုယ်စိတ်ကြိုက်ဖန်တီးလို့ရတယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ကကိုယ်စိတ်ဟိုပါပေါ့နော်ဒီ treasure လဲသိပြီးမလုပ်ချင်ဘူးဆိုရင်တော့ဒီမှာသူပေးထားတဲ့ theme preset တွေရှိတယ်ပေါ့နော် preset လေးတွေထဲမှာဒါကဒါ material color တွေပေါ့နော် material theme တွေကိုကျွန်တော်တို့သုံးလို့ရတယ်ပေါ့အစိမ်းလေးပဲသုံးအနီလေးပဲသုံးဒီလိမ္မော်လေးပဲသုံးအဆင်ပြေတာသုံးလို့ရတယ်ပေါ့နော်ကျွန်တော်ကတော့လောလောဆယ်တော့ကျွန်တော်ကတော့ကိုပိုင် custom လေးနဲ့သုံးမှဖြစ်တဲ့ကြောင့်မို့တိတ်တော့မရွေးတော့ဘူးပေါ့နော်အဲ့ဒါပြီးရင်ကျွန်တော် create ဆိုတာနှိပ်လိုက်မယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ဒီထဲမှာစပြီးတော့ကျွန်တော် theme လေးတွေထည့်မယ်ပေါ့နော်လောလောဆယ် theme လေးမထည့်ခင်ဟိုဘက်ကကျွန်တော် AIDE code အစစ်မှာကျွန်တော်တို့ဟိုလောက်ခဲ့တဲ့ general class ဆိုတဲ့ထဲမှာကျွန်တော်ဘာတွေထည့်ခဲ့တယ်မသိဘူးသွားကြည့်လိုက်မယ်ပေါ့တစ်ချက်ဒီမှာဆိုရင်ပထမဆုံးအနေနဲ့ကျွန်တော်layout တွေအရင်ချိန်မယ်ပေါ့နော်layout တွေမှာ main activity ရှိမယ်ကျွန်တော်တို့ button ရှိ item ဆိုတာရှိမယ်ပေါ့နော်နောက်တစ်ခါ item screen protector ဆိုတာရှိမယ်ပေါ့အဲ့တော့အရင်ဆုံး activity main မှာကျွန်တော်ဘာတွေပါလဲသွားကြည့်လိုက်မယ်ပေါ့နော် activity main မှာကျွန်တော်ဒီ code တွေရှိတယ်အဲ့ဒီ code တွေကိုကျွန်တော်လွယ်ကူပဲဘာလို့လဲရအောင်ဆိုရင်ဒီကောင်ကြီးကိုကျွန်တော်အကုန် copy ကူးလိုက်မယ် select on နဲ့ copy ကူးလိုက်မယ်ပေါ့နော် copy ကူးပြီးတော့ကျွန်တော်အဲ့ကောင်ကြီးကိုကျွန်တော်ဒီ main activity အနေနဲ့သုံးလိုက်မယ်ပေါ့ဒီနေရာကြီးမှာအစားထိုးလိုက်မယ်ဒီနေရာကြီးမှာကျွန်တော်တို့လုံးလုံးအစားထိုးလိုက်ခြင်းနဲ့ဆိုရင်ဘာလို့ရအောင်ဆိုတော့ဒီအောက်လေးမှာပေါ့နော်မြားလေးရှိတယ်အောက်လေးမှာဒီမြားလေးပေါ့နော်အောက်မြားလေးရှိတယ်အဲ့အောက်မြားလေးကိုနှိပ်ပြီးတော့ direct XML editor ဆိုတာရှိတယ်ပေါ့နော်ဒါဆိုရင်သူက direct editor code editor အနေနဲ့ direct သုံးလို့ရတယ်ပေါ့နော်အဲဆိုအဲ့မှာရှိနေတဲ့ကောင်လေးကျွန်တော်အကုန်ဖြတ်ပြီးတော့ဒီကောင်လေးအစားသွင်းလိုက်မယ်ပေါ့ဒါဆိုရင်ဒီမှာပေါ့နော်ခုနကကျွန်တော်တို့ဖန်တီးခဲ့သမျှဟာဒီအကောင်တော့ဒီထဲမှာလာပြီးပေါ်သွားတယ်ပေါ့ဒီမှာလည်းကျွန်တော်တို့ preview အနေနဲ့လည်းကြည့်လို့ရရတယ်ပေါ့နော် preview အနေနဲ့လည်း direct တော့ကြည့်လို့ရတယ်ဒါပေမဲ့ preview ကတော့ဟိုပေါ့နော်အပြင်မှာတကယ်လက်တွေ့ပေါ်မဲ့ပုံစံတော့ဟို direct အတိအကျကြီးတော့ထွက်နိုင်မှာမဟုတ်ပေါ့နော်ကျွန်တော်တို့က run ကြည့်မှာပဲအတိအကျသိရမှာပေါ့ဟုတ်ပြီအဲ့ဒါရှိမယ်ပေါ့နော်နောက်တစ်ခါပါရှိအောင်မလုံးဆိုတော့ main activity ရှာပြီးနောက်တစ်ခါ button ရှိ item ဆိုတာရှိတယ်ပေါ့နော်အဲ့ဒီ layout ကိုလည်းကျွန်တော်layout တစ်ခုအနေနဲ့ကျွန်တော်အကုန်ယူထားလိုက်မယ်ပေါ့နော်ဒီကောင်ကိုကျွန်တော် select all နဲ့ယူလိုက်မယ် select all နဲ့ကျွန်တော် copy ယူလိုက်မယ် copy ယူပြီးရင်ကျွန်တော်ဒီမှာပေါ့နော်ကျွန်တော် custom view ဆိုတာရှိတယ်ပေါ့နော် custom view ပေါ့ကိုယ်စိတ်ကြိုက် view တစ်ခုဖန်တီးခြင်းတဲ့အတွက်ကြောင့်မို့ custom view နဲ့သုံးလိုက်မယ်အဲ့တော့သူရဲ့နာမည်က button ရှိ item ပေါ့နော်
ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီထဲမှာဒီကောင်နေမှာအစားသွင်းလိုက်မယ်ပေါ့နော်ဟုတ်ပြီကျွန်တော် preview လေးချက်ကြည့်လို့ရတယ်ပေါ့နော်ဒီကောင်လေးကကျွန်တော်တို့ button sheet ဖြစ်မှာပေါ့ကျွန်တော်အဲ့ feature လေးတော်တော်ကြိုက်တယ်ပေါ့နော် scale wire မှာဒါလေးတွေအရင်ကမပါဘူးပေါ့ဟုတ်ပြီနောက်တစ်ခါကျွန်တော်တို့ item screen protector ဆိုတဲ့ဟာလေးရှိသေးတယ်ပေါ့နော်အဲ့ကောင်လေးကိုလည်းကျွန်တော် copy ကူးမယ်အဲ့မှာပေါ့နော်ဒီမှာကျွန်တော်ဒီမှာတော့ error တက်သွားတယ်ဘာလို့လဲဆိုတော့ကျွန်တော် select လိုက်တဲ့အခါမှာပေါ့နော် select လိုက်တဲ့အခါမှာဒီမှာ root view map ba view group ဖြစ်ရပါမယ်အဲ့တော့သူကပေါ့နော်ဒီအခုကျွန်တော်တို့လောက်ထားတာက material cut view ဖြစ်နေတယ်ပေါ့နော် view group တခုမဟုတ်ဘူးဆိုတော့ကျွန်တော်တို့ကသူ့ကိုပေါ့နော်အဆင်ပြေတဲ့ view group တခုခဲ့တယ်ပေါ့နော်ဥပမာအဖြစ်ကျွန်တော် linear layout တို့ဒီ horizontal layout တို့ coordinator layout တို့ပေါ့နော်အဲ့ဒါမျိုးတွေရှိတယ်ပေါ့အဲ့လို view group ဖြစ်နေတဲ့ဒီ layout တစ်ခုတည်းမဟုတ်ဘူးဆိုရင် widget တစ်ခုတည်းမှမဟုတ်ဘူးဆိုရင်သူကလက်မခံအောင်ဆိုတဲ့သဘောပေါ့နော်အဲ့တော့ကျွန်တော်ကဘယ်လိုလုပ်ဖို့စိတ်ကူးထားအောင်ဆိုတော့သူ့ကိုကျွန်တော်ဒီထဲမှာပေါ့နော်ဒီ custom view အနေနဲ့ကျွန်တော်မသုံးတော့ဘူးပေါ့နော်အဲ့ custom view ကိုကျွန်တော်တွားပြီးတော့ဖြတ်လိုက်မယ် view manager ထဲမှာ custom view ပေါ့နော် item screen protector ဆိုတဲ့ကျွန်တော် view ကြီးကိုတွားပြီးတော့ဖြတ်လိုက်မယ်ဖြတ်ပြီးတော့ကျွန်တော်ဘယ်ထဲမှာပဲတွားပြီးထည့်တော့မှာလို့ဆိုတော့ resource manager တွေက resource manager ထဲမှာတွားပြီးထည့်မှာပေါ့နော် resource manager ထဲမှာကျွန်တော်ဒီဟိုအနေနဲ့ထည့်လိုက်မှာပေါ့နော်အရင်ဆုံးကျွန်တော်သူ့ကပေါ့နော်ဒီမှာဆိုရင်ဘာတွေသုံးထားအောင်ဆို material design တွေသုံးထားတယ်ပေါ့နော် material cut view တွေသူသုံးထားဖြစ်တဲ့ကြောင့်မို့ကျွန်တော် material design ကိုတွားပြီးတော့ on ပေးဖို့လိုတယ်ပေါ့နော်အဲ့တော့ app combat and design ထဲမှာကျွန်တော်တို့ဒီကောင် enable လုပ်ခဲ့လိုက်ပေါ့နော်ပြီးရင် material 3 manager ရှိရပါတော့ material 3 manager မှာလည်း material 3ကိုကျွန်တော်တခါတည်း on ခဲ့လိုက်မယ်ပေါ့နော်အဲ့မှာဆိုရင်သူကဒီ theme preference ကိုရွေးလို့ရတယ်ပေါ့နော် light တီးတန့်လားပေါ့နော် light တီးတန့်ဆိုတော့ကျွန်တော်တို့ဟိုအဖြူရောင်တီးတန့်လားပေါ့နော် dark တီးတန့်လားပေါ့နော် dark ဆိုရင်ကျွန်တော်လုံးဝအမှောင်ပဲပေါ့နော်သူက dark mode နဲ့အလုပ်လုပ်မယ်အမျိုးအစားပေါ့နော်ဒါမှမဟုတ်ရင် day night ပေါ့နော်သူကဘာလို့ဆိုဖုန်းရဲ့ light theme dark theme ပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ application ကိုဒီ theme design change ကျင်တာလားပေါ့နော်ဒါမျိုးဆိုရင်ကျွန်တော်ဒီလို change လို့ရတယ်ပေါ့ဒီမှာဆိုကျွန်တော်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဟာလေးတစ်ခုကသူကဒီ dynamic color ဆိုရှိတယ်ပေါ့နော် dynamic color ကသူကဘာလို့ဆိုရင်ကျွန်တော်တို့ရဲ့ဒီဟောပေါ့နော်ဟို wallpaper ပြောင်းလဲတဲ့ပုံမူတည်ပြီးတော့ပေါ့နော်ကျွန်တော်တို့ရဲ့မိတ်ဆွေတွေဆိုတစ်ခါတည်းမှာကြုံရင်ကြုံဘူးကြမှာပါကျွန်တော်တို့ဒီဟိုပေါ့နော်ဖုန်း software တွေရှိတယ်ပေါ့နော်ဖုန်း software ကအဓိကအဖြစ်တော့ပေါ့နော်ကျွန်တော်တို့ဘယ်လိုဟိုဖုန်း software တုံးဆိုတော့ပေါ့နော်ဟိုပေါ့Google ဟိုဒိုင်လာပေါ့နော် Google ဖုန်းပေါ့နော် Google ဖုန်း software မှာဆိုရင်သူကဘယ်လိုလုပ်ထားအောင်ဆိုတော့ဒီကျွန်တော်တို့ရဲ့ဒီဟိုဟာလေးခလုတ်လေးတွေပေါ့နော်ခလုတ်လေးတွေတို့ကျွန်တော်တို့ဒီကနန်းအကွက်ကလေးတွေတို့ပေါ့နော်သူအယောင်လေးတွေရှိတယ်ပေါ့အယောင်လေးတွေကသူကဟိုတစ်ခါလေးမှာပေါ့နော်ပြောင်းလဲသူကသူဘာမှလည်းမလုပ်ဖ ೇನೆ အယောင်လေးတွေကတစ်ခါလေးမှာအဝါဖြစ်တယ်တစ်ခါလေးမှာကျတော့အပြာဖြစ်သွားတယ်ဆိုတဲ့ဟာကြုံဘူးကြမှာပေါ့နော်အဲ့ဒါတကယ်တမ်းဘာလို့ဆိုတော့သူက dynamic color သုံးထားတာပေါ့နော် dynamic color ဆိုတော့ဘယ်လိုဟာမျိုးလုံးဆိုရင်ပေါ့နော်ကျွန်တော်တို့နောက်ခံသုံးထားတဲ့ background ပေါ့နော် wallpaper ရှိတယ်အဲ့ဒီ wallpaper ရှိတယ်အဲ့ဒီ wallpaper ရဲ့ color နဲ့လိုက်ပြီးတော့သူကလိုက်ပြီး change တဲ့ဟာမျိုးပေါ့နော်အဲ့ဒါမျိုး feature ကိုကျွန်တော်တို့ dynamic color လို့ခေါ်တယ်ပေါ့နော်အဲ့ဒီ dynamic color လေးကိုဖွင့်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ဒီနောက်ခံ background ပေါ်မူတည်ပြီးတော့သူကပြောင်းနေမှာပေါ့နော်အဲ့တော့ကျွန်တော်အဲ့ဒါတော့မဖွင့်တော့ဘူးကိုယ်စိတ်ကြိုက်ပဲထားခြင်းတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါပြီးရင်ကျွန်တော်ဒီ resource manager ထဲမှာကျွန်တော် folder တစ်ခုသွားဆောက်လိုက်မယ်ပေါ့နော် folder layout ဆိုတဲ့ folder လေးဆောက်မယ်ပေါ့နော် layout ဆိုတဲ့ folder လေးဆောက်ပြီးအဲ့ထဲမှာကျွန်တော်ဘာလုပ်လိုက်မှာတော့ဆိုတော့ခုနက layout လေးကိုဒီထဲမှာထည့်လိုက်မယ်ပေါ့နော် item screen protector ပေါ့ဟုတ်ပြီဒီမှာထည့်လိုက်မယ်ပေါ့နော်ဒီမှာတော့ကျွန်တော်တို့ error မတက်တော့ဘူးသူ့ကို preview ကြည့်ချင်တယ်ဆိုရင်ခဏကြည့်လို့ရတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါပြီးရင်ကျွန်တော်ဘာတွေလိုအပ်သေးလဲတစ်ချက်ကြည့်လိုက်မယ် drawable ထဲမှာသူကဒီမှာဆိုရင်ပေါ့နော် drawable ထဲမှာဆိုရင်ကျွန်တော်အများကြီးပဲဘာတွေတော့ဆိုရင်ဒီမှာ icon တွေထည့်ရမယ်ပေါ့နော် icon တွေအများကြီးထည့်ရမယ်အဲ့တော့ဒီ icon တွေကကျွန်တော်တို့ဟိုမှာထည့်ရမယ်ဆိုရင်မလွယ်ဘူးပေါ့နော်ဟ
ဟိုဒီဟိုမှာလာထည့်ရမယ်ဆိုရင်ကိုစစ်မှာလာပါနော်အဲ့တော့ဒီကောင်းလေးကျွန်တော်အကုန်လုံးကိုကျွန်တော်ကဒီ scale ဝယ်ရတဲ့ကိုထည့်မယ်ပေါ့နော်ရွှေ့ပြီးထည့်မယ်ပေါ့ရွှေ့ပြီးထည့်မယ်ဆိုတော့ကျွန်တော်ဟိုရတယ်တော့လိုက်မယ် Android data Diamond Go File ရတနာ glass ပေါ့နော်ရတနာ glass စာစီမယ် Rust driver တွေကဒီကောင်းနေပေါ့နော်ဒါတွေကကျွန်တော်တို့ရခုနက icon နေအဲ့ဒီ icon တွေကိုကျွန်တော်အကုန်ထည့်လိုက်မယ်ဒီလန်ချပတ်တော့မပါဘူးပေါ့နော်ဒီကောင်းနေအကုန်လုံးကိုကျွန်တော် copy ကူးပြီးတော့အပြင်မှာခဏထုတ်ထားလိုက်မယ်ပေါ့နော်အပြင်မှာကျွန်တော်ဒီထဲမှာခဏထည့်လိုက်မယ်ဟုတ်ပြီအဲ့ဒါပြီးတော့ကျွန်တော်တို့ရဲ့ဒီ scale ဝယ်ရမှာ icon တွေကို file တွေကိုရွေးထည့်ပေးမယ်ပေါ့နော်အဲ့ဘယ်ထဲမှာသွားထည့်မှာဆိုတော့ driver ဆိုတဲ့ layout ထဲမှာသွားပြီးထည့်မယ်ပေါ့နော် driver ဆိုတဲ့ layout ထဲမှာ import လုပ်မယ်ပေါ့နော် import ဘယ်ကောင်တွေ import လုပ်မှာလဲလို့မေးရင်ခုနက library ဆိုတဲ့ folder ထဲမှာပေါ့နော် library ဆိုတဲ့ folder ရောက်ဟော download ထည့်ရပါနော် download ထည့်က library ပေါ့နော်ဒီထဲမှာကျွန်တော်ဒီကောင်လေးအကုန်ရွေးလိုက်မယ်ကနေရွေးပြီးတော့ select item လုပ်လိုက်မယ်ပေါ့နော်ဒါဆိုရင်အကုန်ဒီမှာရောက်လာပြီဒီမှာဆိုရင် icon လေးတွေကသူ့လိုပုံစံလေးတွေချိန်သွားတာကိုမြင်ရတယ်ပေါ့နော်ဒီမှာဆိုရင် icon ပုံစံလေးပြသွားပြီဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ driver တွေလည်းရောက်လာပြီပေါ့နော် driver တွေရောက်လာရင်ကျွန်တော်တို့ဘာလို့လဲချက်သွားကြည့်မယ်အဲ့တော့ SRC Java ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဟိုကတော့ကုန်တယ်လောက်နီးပါးဖြစ်သွားပြီ driver တွေကျွန်တော်ဒါဆိုရင်သီးလေးတွေတော့တစ်ချက်ချိန်ဖို့တော့လိုသေးတယ်ပေါ့နော်သီးလေးတော့ကျွန်တော်ပြီးမှပြန်ပြီးချိန်ရအောင်အဲဒီမှာဆိုရင်သူကဒီ database တွေပါတွေကိုကျွန်တော်တို့တည်တံ့ခွဲထားတယ်ပေါ့နော် module လေးအနေနဲ့တည်တံ့ခွဲထားတာဆိုတော့ကျွန်တော်ဒီကောင်းတွေကိုJava file အနေနဲ့ပဲကျွန်တော်ဟိုလုပ်လိုက်တော့မယ်ပေါ့နော်အဲ့တော့ကျွန်တော်ခုနက file တွေကိုသွားပြီးတော့ကျွန်တော်အပြင်ပြန်ထုတ်လိုက်မယ် Java file အနေနဲ့အပြင်ဘက်ကိုထုတ်ပြီးတော့တခါလေးတိုက်ရိုက်ထည့်လိုက်တော့မယ်ပေါ့နော်ရနာ glass တွေကဒီကောင်းနေပေါ့နော်ဒီကောင်းတွေကိုကျွန်တော်တိုက်ဟွာလုပ်လိုက်မယ် main activity ကိုတော့ကျွန်တော်ဟွာမလုပ်တော့ဘူးပေါ့နော် main activity တော့ Java မှာပဲ code တွေကိုတိုက်ရိုက်ထည့်မှာဆိုတော့အဲ့တော့လိုရမရပေါ့နော်လိုရမရကျွန်တော်ဟိုကောင်းလေးပါထုတ်ခဲ့လိုက်အောင်မယ်ဒီနှစ်ဖိုင်လုံးထုတ်ခဲ့မယ်ပေါ့နော်ဒီကောင်ကို copy ကူးပြီးခုနက library ဆိုတဲ့ထဲကိုသွားထည့်လိုက်တာလိုက်မယ်ဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်ကုန်တလောက်ဖြစ်သွားပြီပေါ့နော်ဒါပဲဖြတ်လိုက်တော့မယ်အဲဆိုရင်ကျွန်တော်ဒီမှာပေါ့နော် Java ဖိုင်တွေ Java တွေ Kotlin တွေကိုကိုယ့်အကူတည်တံ့စိတ်ကြိုက်ထည့်ခြင်းနဲ့ဆိုရင်ဒီမှာ import Kotlin နဲ့ Java manager ဆိုရှိတယ်ပေါ့နော်အဲ့မှာသွားပြီးကျွန်တော် import file လုပ်လိုက်မယ်import file လုပ်ပြီးတော့ကျွန်တော်ဘာလုပ်လိုက်မှာတော့ဆိုရင်ခုနကကောင်လေးတွေရွေးပေးလိုက်မှာပေါ့library ထဲမှာဒီမှာဆိုရင်ပေါ့နော် utility ဆိုတဲ့ folder လည်းရှိတယ်ပေါ့နော်အဲ့ကောင်လေးလည်းကျွန်တော်ယူလိုက်မယ်ဒါပေမဲ့လောလောဆယ်တော့ကျွန်တော်တို့ဒီကောင်တိုက်ရိုက်တော့ယူလို့မရသေးဘူးပေါ့နော်ကျွန်တော်က utility ဆိုတဲ့ folder လေးနဲ့သက်သက်ထားချင်တာဖြစ်တဲ့ကြောင့်မို့ကျွန်တော်ဒီတိုင်းမရွေးသေးဘူးအရင်ဆုံး folder အသစ်တစ်ခုဆောက်လိုက်ရမှာပေါ့နော် dins ဒီမှာပေါ့နော်ကိုစောက်ချင်တဲ့အမျိုးအစားကိုရွေးလို့ရတယ် Java class ဖန်တီးချင်တာလား Kotlin class ဖန်တီးချင်တာလား activity ဖန်တီးချင်တာလားပေါ့ကျွန်တော်တို့ folder ပဲဖန်တီးမှာပေါ့နော် folder လေးဖန်တီးပြီးအဲ့ folder ထဲမှာခုနကကောင်ကို import လုပ်ပေးလိုက်မယ်ဒီကောင်လေးပေါ့နော် key generator လေးဟုတ်ပြီနောက်တစ်ခါကျွန်တော်နောက်ထပ် folder တစ်ခုထပ်ပြီးဆောက်အောင်မယ်ပေါ့နော်
နောက်ထပ် folder database ပေါ့ဒီပေါင်းကျွန်တော်ဟိုအလိုက်မြန် import လုပ်လို့ရမလားမသိဘူး folder လိုက်ပေါ့နော် class adapter ရွေးလို့မရဘူးပေါ့နော်database ဆိုတဲ့ folder ရှိမယ် adapter ဆိုတဲ့ folder ရှိမယ်database ဆိုတဲ့ adapter folder ရှိမယ် adapter ဆိုတဲ့ folder ရှိမယ် model ဆိုတဲ့ folder ရှိမယ်ပေါ့နော်အဲ့တော့ဒီ database ထဲမှာ database helper ဆိုတာရှိတယ်ပေါ့ဒီကောင်လေးရွေးလိုက်မယ်ကျွန်တော် adapter မှာကျွန်တော် s သုံးထားသေးတယ်ပေါ့နော်အဲ့တော့ s ပါတစ်ခါတည်းထည့်လိုက်မယ်ပြီးရင် model မှာလည်း s ပါတစ်ခါတည်းထည့်ပေးလိုက်မယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်တော့စုံတဲ့လောက်ရှိသွားပြီပေါ့နော်ဒါဆိုရင်ကျွန်တော် main activity လေးကိုနည်းနည်းပဲပြင်ဖို့လိုတော့မယ်ပေါ့နော်အဲ့တော့ main activity လေးပြင်နေတယ်ဆိုရင် main activity မှာကျွန်တော်ဒီ Java ကိုတိုက်ရိုက်ကြည့်ကြည့်လိုက်မယ်ပေါ့နော် main activity Java ကိုတိုက်ရိုက်ကြည့်ကြည့်လိုက်မယ်main activity တော့ Java မှာ main activity တော့ Java မှာဒီကောင်လေးရှိတယ်ပေါ့နော် main activity Java မှာကျွန်တော်တို့ database ကိုအရင်ဆုံးခေါ်ထားတယ် database ကိုခေါ်ပြီးတော့ဘာလို့လဲလဲဆိုတော့ recycler view နဲ့ချိန်တယ်ပေါ့နော် recycler view နဲ့ချိန်ပြီးတော့ရှိသမျှမှတ်မကွဲတွေကိုအကုန်လုံးပြမယ်ပေါ့နော်တကယ်လို့ဒါ FAB floating action button ကိုနှိပ်လိုက်မယ်ဆိုရင်dialog ပေါ်လာမယ်ပေါ့နော် button ရှိ dialog ပေါ်လာမယ်ဒါလေးပဲရှိတယ်လောလောဆယ်တော့ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ load data ဆိုတဲ့ method တစ်ခုရှိတယ်ပေါ့နော်အဲ့ method လေးကိုကျွန်တော်အရင်ဆုံးကျွန်တော်ရဲ့ scaleware ထဲမှာအရင်ဆုံးကူးထည့်ထားလိုက်မယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီမှာပေါ့နော် scaleware မှာကိုယ်ပိုင် custom method တွေဖန်တီးခြင်းနဲ့ဆိုရင်ကျွန်တော်သူကတော့ block ပေါ့နော် move block အနေနဲ့ဖန်တီးလိုက်လို့ရတယ်ပေါ့နော် move block အနေနဲ့ဖန်တီးလိုက်မယ်ဆိုသူက block တစ်ခုအနေနဲ့ method တစ်ခုစောက်ပေးမှာတော့ထားပါတော့ကျွန်တော် home ဆိုတဲ့ method တစ်ခု block တစ်ခုစောက်လိုက်မယ်ဆိုရင်သူ့ကို source code ထဲမှာတွားပြီးကြည့်မယ်ဆိုရင်ပေါ့နော်သူကဒီမှာပေါ့နော် home ဆိုတဲ့ method တစ်ခုကို auto generate လုပ်သွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့ရှေ့လျှောက်ပေါ့နော်ဘယ်လိုလုပ်ချင်တာလဲဆိုတော့အဲ့ဒီလိုဟို method တစ်ခုလုပ်တိုင်း block တစ်ခုကျွန်တော်မစောက်ချင်ဘူးပေါ့နော် block ကြီးလုပ်နေရမှာပြင်းစရာကောင်းတယ်ပေါ့အဲ့တော့ကုတ်နဲ့ဓာတ်ရိုက်ပဲထည့်ပြီးတော့သုံးချင်တယ်ပေါ့ကုတ်နဲ့ဓာတ်ရိုက်ထည့်ပြီးသုံးချင်တယ်ပြီးတော့ကျွန်တော်ကဘာလုပ်မှာတော့ဆိုတော့ဟိုကုတ်ကိုပေါ့နော်မဖြစ်တဲ့နီလန်းနဲ့ပေါ့နော်ဟိုအကျော်ခွာနီလန်းနဲ့ကျွန်တော်ဒီမှာထည့်ပြီးတော့သုံးချင်တယ်ပေါ့နော်အဲ့တော့ဘယ်လိုသုံးလို့ရလဲလို့ဆိုရင်ဒီမှာ error တက်သွားတယ်အဲ့တော့ဘယ်လိုသုံးလို့ရလဲလို့ဆိုရင်ပေါ့နော်ကျွန်တော်ဘာလို့တက်သွားတယ်မလဲရပြီအဲ့တော့ဘယ်လိုသုံးလို့ရလဲလို့ဆိုရင်ကျွန်တော်ဒီမှာပေါ့နော်ကိုစိတ်ကြိုက်နာမည်တစ်ခုပေးလိုက်ပေါ့နော်ကြိုက်တာပေးလို့ရတယ်အဆင်ပြေတာပေးလို့ရကျွန်တော်ကတော့ extra လို့ပေးလိုက်ပဲပေါ့နော်ဒါဆိုရင်သူက block တစ်ခုအနေနဲ့ဒီမှာသွားပြီးထုတ်ပေးတော့မှာပေါ့နော်ဒီမှာဆိုရင်ကျွန်တော်စုကုတ်ထဲမှာကြည့်မယ်ဆိုရင်ဒီမှာ extra ဆိုတဲ့ block တစ်ခုအနေနဲ့ထုတ်ပေးတော့မှာပေါ့အဲ့တော့အဲ့ထဲမှာကျွန်တော်ကဒီ extra ဆိုတဲ့ထဲမှာကိုစိတ်ကြိုက်ကျွန်တော် method တွေဒီထဲမှာထည့်ခြင်းတယ်ပေါ့စုပြီးအကုန်ထည့်ထားခြင်းတယ်အကောင်ထည့်ထားကြတာဖြစ်တဲ့ကြောင့်ကျွန်တော်ကဒီကုတ်ရဲ့ရေးပုံရင်းလေးကိုအကျော်ခွာသုံးပြီးကျွန်တော်သုံးပါဝင်ပေါ့နော်အဲဆိုရင်ကျွန်တော်ခုနကလှုပ်ချင်တဲ့ဒီ method ကိုဓာတ်ရိုက်ဒီမှာပဲထည့်လိုက်တော့မယ်ဘာမှမပြင်တော့ဘူးပေါ့နော်ပြင်စရာမလိုတော့ဘူးဒါဆိုဒီမှာဓာတ်ရိုက်ယူသုံးလိုက်လို့ရပြီပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ကြည့်မယ်ဆိုရင်ဘယ်လိုဖြစ်နေမဲ့ပုံစံရမှာလဲလို့ဆိုရင်စုကုတ်ထဲမှာသွားကြည့်မယ်ပေါ့နော်ဒီမှာဆိုရင်ကြည့်လိုက်ပေါ့နော်သူ method ကသူနှစ်ခုဆင့်နေတဲ့ပုံစံကြီးဖြစ်နေပေါ့နှစ်ခုထပ်နေတယ်ပေါ့နော်
အပေါ်ဘက်မှာ extra ဆိုတဲ့ method ရှိတယ် extra ဆိုတဲ့ method ထဲမှာ load data ဆိုတဲ့ method တခုကထပ်ပြီးဝင်နေတယ်ပေါ့နော်ဒါကတဘာဝမကြောက်ဟို Java မှာဆိုရင်ဒီလိုလုံးဝသုံးလို့မရဘူးပေါ့နော် method တစ်ခုကထပ်နေတာဆိုတော့အဲ့တော့ကျွန်တော်တို့ကဘယ်လိုလုပ်ချင်တာလဲဆိုတော့ extra ဆိုတာတကယ်တမ်းကျွန်တော်ကဒီ method တစ်ခုနဲ့လုပ်ချင်တာမဟုတ်ဘူးသူ့ကိုတခြားကိုကျွန်တော်သုံးညင်တဲ့ method တွေကိုဒီမှာစုပြီးထည့်ချင်လို့ပေါ့နော်ဟိုအဖြစ်အနေနဲ့ဖန်တီးခဲ့တာပဲရှိရပါအဲ့တော့ကျွန်တော်အဲ့ extra ဆိုတဲ့ method ကြီးအလုံးမလုံးဖယ်နဲ့ဒီအတွင်းထဲမှာထည့်သမျှကုတ်တွေကိုပဲလှုပ်လှုပ်သွားစေချင်လို့ကျွန်တော်ဘာလုပ်လိုက်မှာလို့ဆိုရင်သူ့ကိုကျွန်တော်ဒီပုံစံလေးပေါ့နော်ဒီပုံစံလေးနဲ့ကျွန်တော်ပိတ်ပေးလိုက်မယ်ဒီပုံစံလေးပိတ်ပေးလိုက်မှာပေါ့နော်ဒီ y coin အတွင်ဝင်းလေးကိုဒီလိုပုံစံမျိုးလေးထားပြီးတော့ကျွန်တော်အရှင်းနောက်ပိတ်ပေးလိုက်မယ်အဲဒါဆိုရင်ကျွန်တော်စုကုတ်ကိုတစ်ချက်သွားကြည့်မယ်ပေါ့နော်အဲဒီမှာဆိုရင်တော့ကျွန်တော်တို့က method ကနှစ်ခုထပ်တဲ့ပုံစံမျိုးမဟုတ်တော့ဘူးပေါ့နော် extra က method တစ်ခုတက် load data method တစ်ခုတက်ဆိုပြီးတက်ဖြစ်သွားတယ်ပေါ့နော်ဒီကောင်လေးကတော့ဒါအဖွင့်ပိတ်ဟိုအဖွင့်ပိတ်လုံးဝဒါ method တစ်ခုမဟုတ်ဘူးပေါ့နော်သူကတော့ method နာမည်မပါတဲ့ method မျိုးစားပေါ့နော်ဒီကောင်လေးကဒီကောင်အောက်ဆုံးကဒီကောင်မျိုးဆိုရင်တော့လုံးဝအလုပ်လုပ်တော့မှာမဟုတ်ဘူးပေါ့နော်ပြဿနာမရှိဘူးဒါဆိုရင် extra ကလည်းဟိုကျွန်တော်တို့က method တစ်ခုကသတ်မှတ်ထားတာသူထဲမှာဘာမှမထည့်လိုက်ဖ ೇನೆ ပေါ့နော်အလွတ်ကြီးလို့ဖြစ်သွားတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကဒီထဲမှာထည့်သမျှ extra ဆိုတဲ့ block ထဲမှာထည့်ထားသမျှ method တွေမှသမျှဒီမှာအလုပ်လုပ်သွားမယ်ပေါ့နော်အဲဒီလိုပုံစံမျိုးလေးကျွန်တော်ကဟိုအကျော်ခွာစရာနဲ့သုံးလို့ရတယ်ပေါ့နော်အဲ့တော့ method လေးကိုကျွန်တော်တို့ဖန်တီးလိုက်ပြီးရင်ကျွန်တော်ဘာလုပ်ချင်တာလဲလို့ဆိုရင် database တစ်ခုကိုအရင်ဆုံးခေါ်လိုက်ချင်တယ်ပေါ့နော် new database helper ဆိုပြီးတော့ခေါ်လိုက်ချင်တယ်ပေါ့အဲ့တော့ဒါကိုကျွန်တော်က on create ထဲမှာတွားပြီးထည့်လိုက်မယ်ပေါ့နော်ဒါ on create ရဲ့ on create ဟွာတွေက method ထဲကကုတ်ဆိုတော့ကျွန်တော် on create ထဲမှာတွားပြီးတော့ထည့်လိုက်မယ်အဲ့ဒီကုတ်လေးကိုဒါကကျွန်တော် database ခေါ်တဲ့ကုတ်ပေါ့နော်ဟုတ်ပြီအဲ့ဆိုရင်ဒီမှာပေါ့နော်တကယ်လို့ဟောဖြစ်တဲ့ဆိုဒီကောင် error တက်မှာပေါ့နော်ပြီးရင်တော့ကျွန်တော်တို့ error ဖြေရှင်းကြည့်အောင်ပေါ့အဲ့တော့ပြီးရင်သူကဘာလို့ဆိုတော့ recycler view ကိုကျွန်တော်တို့ဒီမှာ adapter ချိတ်ပေးလိုက်တယ်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်တို့ main activity မှာ recycler view တစ်ခုပါမယ်ပေါ့နော်အဲ့ recycler view ကိုချိတ်ပေးလိုက်မှာပေါ့အဲ့တော့အဲ့ဒီထဲမှာပဲကျွန်တော်ကဒီကုတ်ကို copy ပြန်ကူးမယ်ပေါ့နော် copy ကူးပြီးတော့အဲ့ထဲမှာပဲကျွန်တော်ထည့်ပေးမယ် adapter ချိတ်ပေးမယ်ပေါ့နော်နောက်ထပ်ဘာရှိသေးလဲသူကဒီမှာဆိုရင်ဟို FAB ကလေးလောက်တာရှိသေးတယ်ပေါ့နော်အဲ့ဒါတော့ကျွန်တော်နောက်တစ်ခါမှထပ်ထည့်အောင်လောလောဆယ် error တွေက error ပေါင်း16000ဖြစ်နေမှာเนาะအဲ့တော့ကျတော့လောလောဆယ် error တွေကိုအဆင်ပြေတဲ့လောက်လေးပေါ့နော်စမ်းပြီးတော့ဖြည့်ရှင်းကြည့်အောင်အဲ့တော့ run ကြည့်လိုက်မယ် error တော့တေချာပေါ်တက်မှာပေါ့နော်ဟုတ်ပြီအဲ့တော့ဒီမှာဆိုရင်အရင်ဆုံးတက်တဲ့ error ပေါ့နော်အရင်ဆုံးကဘာတွေတက်လဲလို့ဆိုရင်ကျွန်တော်တို့ linking resource error လို့ခေါ်တယ်ပေါ့နော် linking resource error ဘာလို့ဆိုတော့ကျွန်တော်တို့ဒီ layout တွေနဲ့ပေါ့နော် layout file တွေကိုကျွန်တော် resource file တွေကိုဒီချိတ်ဆက်တဲ့နေရာမှာ error တက်တာပေါ့နော်ပထမဆုံးနေဒီမှာဘာ error တက်လဲလို့ဆိုရင်တဲ့ကျွန်တော် color တော့ surface ပေါ့နော်ဒီမှာဆိုရင် color သီးနေမှာကျွန်တော် error တက်တယ်ပေါ့နော်သီးနေမှာ error တက်တယ်ဆိုတော့ကျွန်တော်အဲ့သီးနေပါ error ပြအောင်အရင်လော့ပဲပေါ့နော်အဲ့တော့ဒီမှာဆိုရင်သူကဘယ်ထဲမှာ error တက်တာလဲဆိုရင်ဘယ်ထဲမှာလဲလို့ဆိုရင်ဒီမှာပေါ့နော်ပထမဆုံးကကျွန်တော် button sheet ပေါ့နော်ပထမဆုံး button sheet bg button sheet .xml ဆိုတဲ့ထဲမှာပေါ့နော်နှစ်ကြောင်းမြောက်မှာ error တက်နေတာပေါ့အဲ့တော့ bg button sheet မှာကျွန်တော်တွားပြီးတော့တစ်ချက်တွားကြည့်လိုက်မယ်အဲ့ဒီ color သူကမရှိလို့ပေါ့နော် layout ထဲက bg button sheet ပေါ့နော် button sheet ကိုတွားကြည့်လိုက်မယ်ဟော layout ထဲကbg button sheet အဲဒီထဲမှာမပါဘူးပေါ့နော်။ပါတယ်ဒီမှာဆိုရင် तू ကဒီ color မရှိတာပေါ့နော်။ဒီ color တွေက surface ဆိုတဲ့ color မရှိဘူးလို့ပြောတာပေါ့နော်။အဲ့တော့ကျွန်တော်တို့ဟုတ်ပြီအဲ့တော့ကျွန်တော်အရင်တင်းတက်မှတ်ပေးလိုက်ဖို့လိုတယ်ပေါ့နော်တင်းတက်မှတ်လေးဖြစ်တော့ကျွန်တော်လုပ်လိုက်တော့မယ်အဲ့ဒါဆိုရင်ကျွန်တော်တင်း filter လေးနဲ့မိတ်ဆက်ပြီးပေါ့နော်တင်း filter ဆိုတဲ့ software လေးပေါ့ကျွန်တော်အခုမှနောက်ပိုင်းမှာတွေ့ထားတဲ့ software လေးပေါ့ကျွန်တော်အဲ့တင်း filter ဆိုတဲ့ software လေးဒီကောင်လေးပေါ့နော်ဒါလေးကိုကျွန်တော်တို့ Play Store မှာအလွယ်တကူ download ဆွဲလို့ရတယ်ပေါ့နော်ရှားပြီးတော့ download ဆွဲလိုက်လို့ရတယ်
အဲ့တော့အဲ့theme ဖြစ်တာထဲမှာကျွန်တော်တို့ကအခုလောလောဆယ် material 3ရဲ့ theme ကိုသုံးနေတာပေါ့နော် material 3ရဲ့ theme ကိုသုံးနေတာအဲ့တော့ကျွန်တော်တို့ဒီ material 3 theme ကိုစပြီးဖန်တီးကြည့်မယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ဘာတွေလုပ်လို့ရလဲဆိုရင် tutorial ကြည့်လို့ရတယ်ပေါ့နော်ကိုနားမလည်ဘူးဆိုရင်မလုပ်တတ်ဘူးဆို tutorial တိုက်ရိုက်ကြည့်လိုက်လို့ရတယ်အဲ့တော့ဒီမှာဆိုရင် bit theme ဆိုတာရှိတယ်ပေါ့နော် bit theme အနေနဲ့ကျွန်တော်တို့ဒီမှာ theme တွေကိုစိတ်ကြိုက်အများကြီးပဲရှိတယ်ပေါ့နော်ဒီမှာဒါ theme နဲ့ကျွန်တော် material theme နဲ့ပတ်သက်တဲ့ဟာတွေမှန်သမျှဗျာကျွန်တော်တို့ဒီမှာအကုန်ရှိတယ်နော်အဲ့တော့ကျွန်တော်ကတော့အဲ့ဒါတွေအချိန်ကုန်ခံပြီးလိုက်မလုပ်တော့ဘူးเนาะသူထဲမှာပါတဲ့ဒီ template လေးတွေရှိတယ်ပေါ့နော် preset လေးတွေငကိုနဲ့ရှိပြီးသားတွေရှိတယ်ဗျအဲ့တော့အဲ့ဟာလေးတွေကိုပဲကျွန်တော်လိုက်ပြီးရှားပြီးသုံးမယ်ပေါ့နော်ဒီမှာဆိုရင်ပေါ့နော်ကျွန်တော်ဒီဟွာလေးကိုနှိပ်လိုက်မယ်ဆိုရင် material theme တွေကိုသူတိုက်ရိုက်ပြပေးတယ်ပေါ့နော်ဒီအကွက်လေးကိုနှိပ်ကြည့်မယ်ဆိုရင်ဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာ color တွေအများကြီးရှိတယ်ပေါ့နော် color တွေအများကြီးရှိတယ် color primer တွေကိုဘယ်လိုဖြိမှလဲပေါ့နော် color on primer တွေကိုဘယ်ရောင်ထားမှလဲဆိုတာမျိုးရစာပေါ့နော်ကျွန်တော်တို့အကုန်သုံးလို့ရတယ်အဲ့တော့ကိုစိတ်ကြိုက်ချိန်ပြီးတော့သုံးလို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော် theme တစ်ခုစပြီးဖန်တီးလိုက်မယ်နော်အဲ့တော့ theme တစ်ခုစပြီးဖန်တီးရမယ်ဆို create ဆိုတာလေးကိုနှိပ်လိုက်မယ် theme ရဲ့နာမည်ကိုကျွန်တော်ကYelena Glass ဆိုတဲ့ theme နာမည်ချိန်လိုက်မယ်ပေါ့နော်parent ပေါ့နော် parent ရွေးရမယ် parent မှာကျွန်တော်တို့ကဘာကိုရွေးရမှာလဲလို့ဆိုရင်ဒီကျွန်တော်တစ်ချက်ပြမယ်ပေါ့နော်အဲ့ parent ထည့်ရမယ်နေရာမှာကျွန်တော်တို့ကဘယ်ကောင်လေးကိုထားမှာတော့ဆိုတော့ကျွန်တော်တို့ဘယ်ကောင်လဲဆိုတော့ပေါ့နော်ခဏလေးဒီကောင်လေးပေါ့နော်သူ့ရဲ့ parent နေရာမှာဘယ်သူကိုထည့်ရမှာလို့ဆိုတော့ theme.material3.day night no action bar ဆိုတဲ့ကောင်လေးသုံးမှာပေါ့နော်ဒီကောင်လေးသုံးရမှာပေါ့ဒီကောင်လေးသုံးပြီးတော့ကျွန်တော်ထည့်ပေးလိုက်မယ်သူ့ရဲ့ parent နေရာမှာပေါ့နော်ဒီကောင်လေးထည့်ပေးရမှာပေါ့နောက်တစ်ခါ platform ရွေးမယ်ပေါ့နော် platform မှာကျွန်တော်တို့အများကြီးရှိတယ်သူထဲမှာ platform Android အတွက်ပေါ့ဟောရဒါပြန်ဖြတ်လိုက်မယ်နော်ဖြတ်လို့ရတယ်မြင်လို့ရတယ်ပေါ့နော်အဲဆိုရင်ဒီမှာပေါ့နော်သူ့ရဲ့ parent မှာကျွန်တော်တို့အများကြီးရှိတယ် Android ရှိတယ်ပေါ့နော် Android ရှိတယ် Android ကဒါအရင်တော့ပေါ့နော်အရင်တော့ဒီရိုးရိုးပေါ့ဒီနောက်တစ်ခါ Jetpack Compose ဆိုတာရှိတယ် Flutter ရှိတယ် CSS ရှိတယ်ပေါ့နော်ကျွန်တော်တော့ဒီ Android ပဲသုံးလိုက်မယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီ Jetpack Compose ဆိုတာကျတော့ဘာလို့ဆိုရင် तू ကဒီဟွာတွေပေါ့နော်ဟိုအခုနောက်ပိုင်းကျွန်တော်တို့ကဒီဟိုကျွန်တော်တို့ UI နေရပေါ့နော်ဟိုကျွန်တော်တို့ imperative UI နဲ့ဟိုပေါ့နော် declarative UI ဆိုပြီးနှမျိုးပေါ်လာတယ်ပေါ့နော်ဒီ Jetpack Compose ကနောက်မှာပေါ်တဲ့အမျိုးအစားပေါ့သူက Flutter တို့ဘာတို့ပေါ့မှာဒီ Flutter တို့ကိုအခြေခံပြီးတော့ပြန်ပြီးတော့သူကလောက်ထားတာပေါ့နော် Google ကကိုယ်တိုင်ဖန်တီးထားတဲ့ဒီ Kotlin ကိုသုံးပြီးတော့ရေးလို့ရတဲ့ platform တစ်ခုပေါ့နော်သူကကြတော့ဒီ UI နေဖန်တီးတဲ့နေရာမှာ XML file တွေကိုသူကသုံးစရာမလိုတော့ဒီ Java ထဲမှာပဲတိုက်ရိုက်ရေးလို့ရတယ်sorry Kotlin ထဲမှာပဲတိုက်ရိုက် UI design တွေဆွဲလို့ရတယ်ပေါ့နော်အဲမျိုးစားပေါ့ Flutter တို့ဘာလို့လဲပုံစံတူတယ်ဗျာအဲ့တော့အဲ့ဒါအတွက်လောက်မှာမဟုတ်ကျွန်တော်တို့ဒီ Android ရိုးရိုးအတွက်ပဲလောက်မှာဆိုတော့ Android ကိုပဲရွေးလိုက်မယ်ပေါ့နော်ပြီးရင် data mode ကို data မလား night ထားမလား auto ထားမလားပေါ့ကျွန်တော်ကတော့ auto ထားမယ်ပေါ့နော်နေ့အချိန်မှာနေ့အချိန်မှာဆိုတော့ကျွန်တော် day mode မှာtheme เนี่ยတစ်မျိုးဖြစ်မယ် night mode မှာကျတော့ theme တစ်မျိုးဖြစ်နေတာပေါ့နော်အဲ့တော့ update လုပ်လိုက်မယ်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ဒီကောင်လေးတွေကိုတစ်ချက်ကြည့်မယ်ပေါ့နော်ဒီမှာဆိုရင်ပေါ့နော်သူ့ထဲကလုံးဝဒီဟိုမပါသေးဘူးပေါ့နော်သီးနေလုံးဝမပါသေးဘူးအဲ့တော့ကျွန်တော်ဒီကောင်လေးကိုတွားကြည့်ပြီးတော့ဒီအဆက်30ကိုနှိပ်မယ်ပေါ့နော်အဆက်30နှိပ်ပြီးတော့ဒီမှာ attribute တွေတစ်ခါတည်း loading လုပ်လိုက်လို့ရတယ်ပေါ့နော်ကျွန်တော်လက်ခါလေး loading လုပ်လိုက်တော့မယ်အဲ့တော့ဒီမှာ material 3ကိုရွေးပေါ့နော်ရွေးပြီးတော့ load attribute ဆိုတာနှိပ်ချလိုက်မယ်ပြီးရင် load attribute ပေါ့နော်တိုက်ရိုက်ဒါဆိုရင်ဒီမှာအများကြီးပေါ်လာပြီအဲ့မှာကိုယ်စိတ်ကြိုက်တွေထပ်ပြီးတော့ကျွန်တော်ပြင်လို့ရတယ်ပေါ့နော် color primary ကိုဘယ်လိုထားမှာလဲပေါ့နော် color primary ကိုဘယ်လိုထားချင်တာလဲဆိုတာရဆက်ကျွန်တော်လုပ်လို့ရတယ်ပေါ့နော်ခဏလေးပြကျွန်တော်ဒီကောင်လေးကိုအရင်စသုံးခါစားတော့ကသူ့မှာ template တွေပါတယ်လို့ထင်တယ်ပေါ့နော်အခုဘာလို့ template တွေမပါဘူးကျွန်တော်ပြန်အစအနေပြန်စကြည့်လိုက်အောင်မယ်
ဟုတ်ပြီ template ပါဆိုကျွန်တော်ဒီကောင်လေးပေါ့နော် bit thing ဆိုတဲ့ကောင်လေးနဲ့တောင်းရင်ပို့ပြီးကောင်းနေဗျအဲ့တော့ကျွန်တော်အဲ့ကောင်လေးပြန်သုံးပြမယ်နော်အဲ့တော့ကျွန်တော်အဲ့ကောင်လေးပြန်သုံးပြမယ်ကျွန်တော်တို့ theme bidder တွေကိုဝင်လိုက်ဝင်ပြီးရင်ကျွန်တော်တို့ဒီ create ခုအသစ်ဖန်တီးလိုက်မယ်ပေါ့နော်ဒီမှာခုနကလိုပဲ create ဖန်တီးလိုက်မယ် parent ကိုတော့ကျွန်တော်ဒီကောင်လေး copy ကူးမယ်ဗျဒီမှာကျွန်တော်တို့သူ့ထဲမှာ temp ဟိုပေါ့နော် example အနေနဲ့ပေးထားပြီးသားရှိတယ်ပေါ့နော်ဒီ material 3ဆိုတဲ့ကောင်လေးရှိတယ်အဲ material 3ကိုနှိပ်လိုက်နှိပ်ပြီးဒီက parent ဆိုတဲ့ file ကိုစာကြောင်းလေးကို copy ကူးခဲ့လိုက်ကူးပြီးရင်ခုနကလိုပဲကျွန်တော် create ဆိုတာလေးကိုနှိပ်ပြီးတော့သိနာမယ်ထည့်မယ်ပေါ့နော်ရတနာ glass ပေါ့နော် parent နေရာမှာခုနက copy ကူးတဲ့ကောင်လေးကိုအစားသွင်းမယ်ပြီးရင်အပ်လုပ်လိုက်မယ်ပေါ့ဒါဆိုရင်ကျွန်တော်ရတနာ glass ဆိုတဲ့သင်ညာဒီမှာရောက်လာပြီပေါ့နော်သူ့ထဲမှာကြည့်မယ်ဆိုရင်လုံးဝဘာမှရှိအောင်မဟုတ်သေးဘူးအဲ့တော့သူ့ကိုကျွန်တော် bit လုပ်လိုက်မယ်ပေါ့နော်စပြီးတော့ bit thing ဆိုပြီးတော့ကျွန်တော်နှိပ်လိုက်မယ်ဒီ clone လေးကိုနှိပ်မယ်နှိပ်ပြီးတော့ဒီမှာ attribute တွေကျွန်တော်တို့ဟိုလုပ်မယ်ပေါ့နော် loading လုပ်မယ်ပြီးရင် load attribute ဆိုတာနှိပ်လိုက်မယ် load attribute ပေါ့နော်ပြီးရင်ကျွန်တော်သူ့ကိုပြန်ပြီးတော့ဒီတစ်ခါ bit ပြန်လုပ်ကြည့်မယ်ပေါ့နော် bit thing ပြန်လုပ်လိုက်မယ်အဲဆို bit thing sorry ကျွန်တော် tutorial နှိပ်မိသွားလို့ Welcome to the theme builder ဘယ်တင်းဆိုတာတစ်ခါနှိပ်လိုက်မယ်နှိပ်လိုက်ရင်ဒီမှာကိုယ်စိတ်ကြိုက်အယောင်လေးတွေကိုတယောင်ပဲဒီကကြတော့ပေါ့နော်တယောင်ချင်းကိုကျွန်တော်တို့လိုက်ပြီးတော့ချိန်တရားမလိုတော့ဘူးချိန်တရားမလိုဘဲနဲ့ကိုယ်စိတ်ကြိုက်အယောင်ကိုရွေးလိုက် main color ပေါ့နော်အဓိက color primary ပေါ့နော် main color ကိုလိုချင်တဲ့ကိုယ့်ရဲ့အယောင်ကထားပါတော့အနီရောင်လေးဖြစ်စေချင်တာလားကိုယ့် application ရပါတော့အနီရောင် color ကိုအဓိကသုံးပါလားအစိမ်းရောင် color လေးကိုအဓိကသုံးပါလားအဓိကအပြာရောင်လေးကိုအဓိကသုံးပါလားပေါ့နော်သုံးချင်တဲ့ color လေးကိုအရင်ဆုံးဒီမှာရွေးလိုက်ရွေးပြီးဆိုတာနဲ့ तू နဲ့လိုက်ဖက်မဲ့အသင့်လျော်တဲ့ color မှန်သမျှအကုန်လုံး तू auto generate ပေးမှာပေါ့နော်အဲ့ feature လေးပါတယ်ပေါ့နော်အဲ့ကောင်လေးကိုကျွန်တော်သဘောကျတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့လိုပေါ့နော်ဒီ UI ဘိုင်းနေပါတယ်ကြတော့နည်းနည်းအားနေတဲ့လူတွေကြတော့တော်တော်လေးအဆင်ပြေတယ်ပေါ့နော်စိတ်ရှိလက်ရှိလောရမယ်ဟာတွေကြတော့အဲ့တော့ကျွန်တော်ကတော့ဒီနည်းနည်းခက်ပြပြလေးပေါ့နော်ခက်ပြပြလေးသုံးလိုက်မယ်သုံးပြီးရင်ကျွန်တော်ဒီမှာ generate ဆိုတာနှိပ်လိုက်မယ်ပေါ့နော်တခါတည်းဒါဆိုဒီမှာအယောင်တွေတခါတည်းပြောင်းသွားပြီနော်အယောင်တွေတခါတည်းပြောင်းသွားပြီအဲ့ဒါဆိုရင်ကျွန်တော်ဒီမှာ day ကိုလည်းစမ်းကြည့်လို့ရတယ်ပေါ့နော် day mode မှာစမ်းမယ်ဆိုရင်အယောင်လေးတွေကဒီလိုလေးပေါ်မှာပါတဲ့နော် day mode မှာဆိုရင် night mode မှာဆိုရင်အယောင်လေးတွေကဒီလိုလေးတွေပေါ်မှာတဲ့နော်အဲ့တော့ကျွန်တော်ဒီမှာပေါ့နော်အောက်မှာသူထပ်ပြီးတော့ကိုစိတ်ကြိုက်ဖန်တီးပြန်ဆိုလုပ်လို့ရသေးတယ် medium contract ပေါ့နော် contract တွေအများကြီးထားကြတာလား high contract ပေါ့နော် contract အများကြီးထားကြတာလားလုပ်လို့ရသေးတယ်နော်ကိုဒါကလိကြည့်ပေါ့ဗျာအဲ့တော့ပြန်ပြီးတော့ကျွန်တော်ဟောလုပ်လိုက်ပါအောင်မယ်ပြန်ပြီးပြန်လုပ်ကြည့်မယ်ပေါ့နော်ပြန်လုပ်အောင်မယ်ရောင်လေးတိတ်သဘောမကျလို့လွယ်မယ်ဟုတ်ပြီဒါဆိုရင်တော့တော်ပြီဒီလောက်ပဲပေါ့နော်အဲဆိုရင်ကျွန်တော်ဘာလုပ်လိုက်မှာလို့ဆိုတော့သူ့ကိုစပြီးတော့ bit လုပ်လို့ရပြီပေါ့နော် bit ဆိုတာကိုနှိပ်ပြီးတော့ကျွန်တော်တို့ building sorry bit မဟုတ်ပေါ့နော်ကျွန်တော်တို့ဒီမှာ download ခလို့လေးရှိတယ် download ဆိုတာလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ဟွာလုပ်လို့ရပြီကျွန်တော် export လုပ်လို့ရပြီပေါ့နော်ဒီ theme ကိုကျွန်တော်တို့ထိုက်ရိုက်သုံးမယ်ပေါ့နော်ကျွန်တော် export လုပ်လိုက်မယ်လုပ်ပြီးဒီမှာ theme ရဲ့ download နာမည်ကဒီလိုလုပ်မှာပေါ့နော်ဒီလိုပုံစံရမှာပေါ့ theme material 3.android ဆိုပြီးရလာမှာပါတဲ့အဲ့တော့ဒါ file name ပေါ့နော်ကို file name ကိုကြိုက်သလိုပြင်ရင်လည်းပြင်လို့ရသေးတယ်အဲ့တော့ကျွန်တော်ကရတနာ glass ဆိုပြီးတော့လည်းပေးလိုက်မယ်ပေါ့နော်ဒီမှာ download ထဲမှာ share ထဲမှာလား share ထဲမှာထည့်မှာလားပေါ့နော်ကျွန်တော်ကတော့ download ထဲမှာတွားပြီးထည့်လိုက်မယ်နော် download ဆိုတဲ့ဟာလေးကိုပြီးရင်နှိပ်လိုက်ပေါ့အဲဒါဆိုရင် file store in download ပေါ့နော် download ဆိုတဲ့ထဲမှာ file ကိုသိမ်းပြီးပြီဒါဆိုရင်ကျွန်တော် show ခိုင်းလိုက်မယ်ပေါ့နော်ကဲဒါဆိုရင်ကိုယ့်အကူပဲတွားပြီးရွေးလိုက်တော့မယ်ဒါဆိုပြီးပြီသိမ်းပြတာမလိုတော့ဘူးပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ theme beta ဒါဆိုရင်ကျွန်တော်တို့ဒီထဲမှာပေါ့နော်ဒီ achiever ကနေပြီးသွားပြီးတော့ download ထဲမှာ theme beta ဆိုတာရှိမယ်ပေါ့နော် theme beta ဆိုတဲ့ folder ထဲမှာ theme ဆိုတဲ့ folder ရှိတယ်အဲ့ထဲမှာကျွန်တော်တို့ခေါင်းကဒီမှာ zip file လေးနဲ့သူကထွက်လာတယ်ပေါ့နော် zip file လေးနဲ့သူထွက်လာတယ်အဲ့ zip file လေးကိုကျွန်တော်ဖြီးချလိုက်မယ်ပေါ့နော်ဒီရတယ်ကျွန်တော်ဖြတ်ပေးလိုက်မယ်ဒါအဟောင်းလေးဒီအကောင်ကိုကျွန်တော် extract here နဲ့ဖြည့်ချလိုက်မယ်ဆိုဒီမှာနှစ်ဖိုင်ထွက်လာတယ်ပေါ့နော် folder နှစ်ခုထွက်လာတယ် value ရယ် value night ရယ်ပေါ့နော်အဲ့ဒါဘာအတွက်တုံးဆိုတော့ value ကကျွန်တော်တို့ day mode အတွက် night ကကျွန်တော် night mode အတွက်ပေါ့နော် dark mode အတွက်ပေါ့နော်ကဲဟုတ်ပြီအဲ့ကောင်ကိုနှစ်ခုကိုကျွန်တော်တို့ scaleway ထဲမှာထည့်ပေးရမယ်အဲ့တော့ scaleway ထဲမှာထည့်ခြင်းနဲ့ဆိုရင်ဒီမှာပေါ့နော်ဒီမှာနှစ်ခုရှိတယ်ပေါ့နော်ဒီမှာ value ဆိုတာရှိတယ် value night ဆိုတာရှိတယ်ပေါ့နော်တကယ်လို့မပါဘူးဆိုကို create နဲ့
folder လေးတွေအသစ်ထည့်ပေးပေါ့နော်ကျွန်တော်ထည့်ရတော့ပါသွားပြီဆိုတော့ဒီ value တွေကိုသွားပြီးတော့ကျွန်တော်ဒီထဲမှာသိနေပါလေသွားချိန်မယ်ပေါ့ဒါကsorry ဒါကကျွန်တော်လှုပ်လက်စာ project ကြီးပေါ့နော်အဲ့တော့ကျွန်တော် glass ကိုပြန်သွားလိုက်မယ်ဒီထဲမှာပါလားဆိုတော့ဒီထဲမှာတော့မပါသေးဘူးပေါ့နော်တော့ကိုယ့်အကူသွားပြီးတော့ value ဆိုတဲ့ folder လေးသွားပြီးထည့်ရမယ်ပေါ့နော်အတိအကျတော့ထည့်နော်ဒီမှာ value s ပေါ့နော် s ဖြစ်ရမယ် s လဲပါမယ်ပေါ့နော်အတိအကျဖြစ်ရမယ်အဲ့တော့ value ထဲမှာသွားပြီးတော့ import လုပ်လိုက်မယ်ခုနကခေါင်းလေးကို download theme beta theme value နိုင်ပါနော်ဒီမှာကျတော့ folder တွေပါတခါတည်းတိုက်ရိုက်ရွေးလို့ရတယ်ပေါ့နော်အဲ့တော့ folder တွေပါရွေးလို့ရတယ်ဆိုတော့ကျွန်တော်ဒီ value ကိုသွားမသုံးတော့ဖြတ်လိုက်တော့မယ် folder တိုက်ရိုက်ရွေးမယ်ပေါ့နော်ဟောဒီမှာကျတော့ဟိုတော့မယ်တဲ့ဒီမှာကျတော့ကျွန်တော်တို့ import လုပ်ဆရာလည်းမပါဘူးမတက်နိုင်ဘူးအဲ့တော့ပြန်ရွေးရမှာပဲအဲ့ value ထဲမှာ import လုပ်လိုက်မယ် value တွေကပေါ့နော်ဒီကောင်ကြီးတစ်ခုလုံးရွေးလို့မရဘူးပေါ့နော်ဒါအဲ့လိုလာရွေးလိုက်မယ်ဆိုရင် value ဆိုတဲ့ folder ထဲမှာနောက်ထပ် value ဆိုတဲ့ folder တစ်ခုထပ်ပြီးရောက်နေမှာပေါ့နော်အဲ့တော့ကျွန်တော်ကဒီထဲမှာရွေးမယ်ရွေးပြီးဒီ3ခုလုံးကို select ပေးလိုက်မယ်ဒါတော့ရပြီပေါ့ဒီထဲရောက်လာပြီကဲနောက်တစ်ခါ value နိုင်ပေါ့နော်အတိအကျရေးရပါမယ်အတိအကျဖြစ်ရမယ်ပေါ့နော် value နိုင်ထဲမှာလည်းကျွန်တော်ခုနကကောင်တွေကိုဒီကောင်3ကောင်ကို select ပေးလိုက်မယ်ဒါဆိုရသွားပြီပေါ့နော်ဒါဆိုဒီမှာငကိုရှိပြီးသားသီးတွေကိုဒီမှာပေါ့နော်ကျွန်တော်သုံးခဲ့တဲ့ color ကလိမ်မော်ရောင်လေးဒါပေမဲ့ကျွန်တော်ရဲ့ software ကထွက်လာမယ်ဆိုရင်ခုနကကျွန်တော်တို့သီးထဲမှာသုံးခဲ့တဲ့အပြာရောင်လေးပဲထွက်လာမှာပေါ့နော်ကဲဒါဆိုဒီကောင်ပြန်ပြီးတော့ဟောလုပ်ကြည့်မယ် run ကြည့်မယ်ပေါ့နော်ဒီမှာပေါ့နော်ခုနက error တွေတော့တက်သေးတယ်အဲ့ error တွေဖြည့်ရှင်းရမယ်ဆိုအများကြီးဖြည့်ရှင်းရမှာနော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်နည်းနည်းလေးလွယ်တဲ့ဟာတော့ကိုယ့်အကိုဖြည့်ရှင်းလိုက်မယ်ပေါ့နော်ခက်တဲ့ဟာတော့ AM ပဲဖြည့်ရှင်းခိုင်းလိုက်တော့မယ်အဲ့ဒီမှာဆိုရင်ကျွန်တော် button sheet PG button sheet ကတော့မခက်ဘူးပေါ့နော်အဲ့တော့ကိုယ့်အကိုပဲဖြည့်ရှင်းလိုက်မယ်အဲ့ဒါလေးတော့သူ့ထက်က color တွေကိုကျွန်တော်တို့ကြည့်ကြတယ်ဆိုချက်ကြည့်လို့ရတယ်ပေါ့နော် resource manager တွေက value ထဲမှာပေါ့နော် color ဆိုတာရှိတယ် color ဆိုတာရှိတယ်ဒီ color တွေကိုကြည့်ပြီးဟိုလုပ်လို့ရတယ်ဒီမှာဆိုရင် color တွေမှအများကြီးပဲနော် color ပေါင်း16000ရှိတယ်အဲ့တော့ဒီ theme beta ထဲမှာလည်းတွားပြီးကြည့်လို့ရတယ်ပေါ့နော်ခုနကကျွန်တော်ရွေးခဲ့တဲ့ color တွေကိုဒီမှာဆိုရင် color primary ရှိတယ် color on primary ရှိတယ် color primary container စသဖြင့်အများကြီးရှိတယ်ပေါ့နော် color အရောင်တွေအများကြီးရှိတယ်ဒီအရောင်လေးတွေကိုကြည့်ပြီးတော့ဘယ်အရောင်ဆိုရင်တော့ဘယ်ဟာလေးနဲ့လိုက်မယ်ဆိုတာမျိုးတွေရွေးလို့ရတယ်ပေါ့နော်ကိုရွေးကြည့်ပေါ့ရွေးလို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်တော့ဒီ color ရဲ့နာမည်လေးမှတ်ထားပါတော့ color primary ရှိတယ် color on primary ရှိတယ် color primary controller ရှိတယ်ပေါ့အဲ့ဒီမှာကျွန်တော်တခုဟိုဟာလုပ်ချင်တယ်ပေါ့နော်ဘာလို့ဆိုတော့ဒီနည်းနည်းလေးပြောပြချင်တာတခုရှိရပေါ့နော် color တွေကိုသုံးတဲ့နေရာမှာမှန်ကန်လေးသုံးတတ်ဖို့အတွက်ပေါ့နော်ကျွန်တော်တို့ကဒီအတွဲလေးတွေရှိတယ်ပေါ့နော်သူကဘယ်လိုလုပ်ဆိုတော့ဒီနှစ်ခုကတတွဲနော်မှတ်ထားပေါ့ဒီနှစ်ခုကတတွဲဒီနှစ်ခုကတတွဲဒီနှစ်ခုကတတွဲmaterial 3ရဲ့ design ကအဲ့လိုလေးတွေပေါ့နော်အတွဲလိုက်လေးလာတယ်အတွဲလိုက်လေးကဘယ်လိုလာတော့ဆိုတော့သူကဒီပေါ့နော်color primary နဲ့ color on primary ဆိုရင်ဘယ်လိုသုံးရလဲလို့ဆိုရင်ပေါ့နော်သူကဘယ်လိုတွေမှာသုံးလို့ဆိုတော့နှစ်ခုထပ်ရမယ့်အချိန်မှာပေါ့နော်နှစ်ခုထပ်လိုက်ရမယ့်အချိန်တွေမှာကျွန်တော်တို့ကဒီနှစ်ကောင်ကိုအဲ့လိုမျိုးအတွဲလိုက်လေးသုံးတင်တယ်ပေါ့နော်သုံးတင်တော့ပြောနော်သုံးလို့ကြိုက်တာသုံးရတယ်ကိုကြိုက်တာအဆင်ပြေတာသုံးလို့ရတယ်ဒါပေမဲ့အဲ့ဒီဟာလေးသုံးရင်တော့ပို့ပြီးတော့အဆင်ပြေတယ်ပေါ့အဲ့တော့ကျွန်တော်တို့ကထားပါတော့ဒီဟိုမှာဆိုရင်ပေါ့နော်ဒီဥပမာလက်တွေ့အပြင်ကျွန်တော်ဒီမှာ2ဘားလေးရှိတယ်ပေါ့နော်ဒီ2ဘားလေးရှိတယ်ဒီ2ဘားလေးရဲ့အရောင်ကအနက်ကလေးနော်အနက်ကလေးနောက်တစ်ခါအဲ့2ဘားလေးရဲ့အပေါ်မှာစာလေးရှိတယ်ရတနာ glass ဆိုတဲ့စာလေးအဲ့ရတနာ glass လေးကအဖြူလေးအဲ့ဒါမျိုးဆိုရင်ကျွန်တော်တို့ကဘယ်လိုသုံးလို့ရတော့ဆိုရင်နောက်ကအနက်ရောင်ပါတဲ့ background ကိုတော့ color primary ဆိုတဲ့စာနဲ့သုံးသင့်တယ်နော် color primary ရဲ့ဒါဆိုရင် color primary ရဲ့အပေါ်မှာထပ်ပြီးတော့ပြမယ်စာသားတို့ဒါမှမဟုတ်ရင်ခလုတ်ကလေးတို့ဒါမှမဟုတ်ရင်ကျွန်တော်တို့ဒီတခြားဟာတွေပေါ့နော်တခြားicon တွေတို့ပေါ့နော်အဲ့ဒါမျိုးတွေဆိုရင်ကျွန်တော်တို့ဘာနဲ့သုံးသင့်လို့ဆိုတော့ color on primary နဲ့သုံးသင့်တယ်ပေါ့နော်အဲ့တော့ကျွန်တော်နားလည်အောင်ပြောရမယ်ဆိုရင် color primary ရဲ့အပေါ်မှာနောက်ထပ်တစ်ရောင်ထပ်ပြီးတော့သုံးညင်တယ်နောက်ထပ်အရောင်တစ်ခုပစ္စည်းတစ်ခုကိုထပ်ပြီးတော့သုံးညင်တယ်ဆိုရင် color on primary နဲ့သုံးသင့်တယ်ပေါ့နော်
ဥပမာအဖြစ်ကျွန်တော်တို့ဘယ်လိုဟာမျိုးလေးရှိတော့ဆိုတော့ခလုတ်တွေပါရှိတယ်ပေါ့ဗျာ border တွေပါရှိတယ်ပေါ့နော် border တွေပါပေါ်မှာဆိုရင်ကျွန်တော်တို့ဒီမှာကျွန်တော် software နဲ့ကျွန်တော်နမူနာပြမယ်ပေါ့နော်ဒီမှာဆိုရင်ဒီဟွာလေးရှိတယ်ပေါ့နော်ကျွန်တော်ရဲ့ဒီ software မှာဆိုရင်ဒီ FAB border လေးရှိတယ်အဲ့ဒီ FAB border လေးရဲ့နောက်ခံအရောင်ကိုအစိမ်းရောင်လေးပေါ့နော်နောက်ခံအစိမ်းရောင်လေးကိုကျွန်တော်ကဘာနဲ့သုံးထားတော့ဆိုတော့ color primary နဲ့သုံးထားတယ်နောက်တစ်ခါအထဲမှာပါတဲ့အပေါင်းလက္ခဏာ icon လေးပေါ့နော်အဲ့ဒီအပေါင်းလက္ခဏာ icon လေးကိုတော့ color on primary နဲ့သုံးရတယ်ပေါ့နော်အဲ့လိုမှမသုံးဆို तू ကထင်ထင်ရှားရှားမရှိဘူးပေါ့နော်ကျွန်တော်တို့ရဲ့ဒီ icon လေးရပေါ့နော်အဲ့လိုထင်ရှားရှိကြလို့ကို material 3 design အဲ့လိုမျိုး design ဖွဲ့စည်းထားတာပေါ့နော်သူတို့မှာဘယ်လိုလုပ်ဆိုတော့စန့်ကျင်ဘက်ဖြစ်တဲ့အရာတစ်ခုကိုအမြဲတမ်းတွဲထားတာနော်စန့်ကျင်ဘက်ဖြစ်တဲ့အရာတစ်ခုကိုအမြဲတမ်းတွဲထားတာဘာဖြစ်လို့အဲ့လိုတွဲထားလဲလို့မေးရင်တစ်ခုပေါ်တစ်ခုထပ်လိုက်ရင်ထင်ရှားဖြစ်အောင်လို့အလွယ်ဆုံးကအဲ့ဒါပဲနော်သဘောပေါက်အောင်ပြောရမယ်ဆိုရင်အဲ့တော့ကျွန်တော်တို့က color primary ကိုအောက်ကထား color on primary ကိုအပေါ်ကထပ်ထားနော်အဲ့လိုလေးမှတ်ထား color primary ကိုအောက်ကထား color on primary ကိုအပေါ်မှာထပ်ထား on ဆိုအပေါ်လေးနော်အဲ့တော့ကျတော့ color primary ရဲ့အပေါ်မှာဘာသုံးသင့်လို့ဆိုတော့ color on primary ကိုထပ်ပြီးသုံးသင့်ပါတယ်တဲ့နော် color primary container ရဲ့အပေါ်မှာဆိုရင် color on primary container ကိုသုံးသင့်တယ် color secondary ရဲ့အပေါ်မှာဆိုရင် color on secondary ကိုသုံးသင့်ပါတယ်ကဲဟုတ်ပါပြီအဲ့ဆိုရင်တော့သဘောပေါက်မှထင်ပါတယ်နော်အဲ့တော့ကျွန်တော်ရဲ့ application ကိုစပြီးတော့ဟိုလုပ်ကြည့်မယ်ပေါ့နော်သီးလေးတွေနည်းနည်းဖန်တီးကြည့်မယ်ပေါ့ဟုတ်ပြီဒါဆို color ချိန်မယ်ပေါ့နော်ကျွန်တော်ပထမဆုံး color ချိန်မှာက drawing တွေက button ရှိcolor button ရှိထဲမှာပေါ့နော် color BG button ရှိထဲမှာကျွန်တော်ဒီ color မရှိတာပေါ့နော် surface ဆိုတဲ့ color မရှိတာပေါ့အဲ့တော့ surface ဆိုတဲ့ color မရှိတော့ကျွန်တော်ကသူ့ကိုကျွန်တော်ဘာသုံးမှလို့ဆိုတော့ဒီမှာပေါ့နော်သူက VG button ရှိဆိုတာကပေါ့နော်ဟိုကျွန်တော်တို့ရဲ့ဒီဟွာရဲ့ background color ကြီးပေါ့နော် background color ကြီးဖြစ်မှာ button ရှိရဲ့ background color ကြီးဖြစ်မှာဆိုတော့ background color ကြီးကိုကျွန်တော်ကဒီ color primary တော့မထားချင်ဘူးဘာလို့ဆိုတော့ color primary ထားလိုက်ရင်အပြာရောင်ကြီးဖြစ်မှာအောင်နော်အဲ့တော့ color primary မထားဘဲနဲ့ကျွန်တော်ကဘာထားရင်ကောင်းမလို့ဆိုတော့ဒီမှာပေါ့နော်ဒီမှာလည်းကြည့်လို့တော့ရတယ် background သုံးလိုက်ရင်လည်းရတယ်ပေါ့နော် color background ဆိုတာကိုသုံးရင်လည်းရနိုင်တယ်ပေါ့နော် color background သုံးရင်လည်းအဆင်ပြေတယ်ဒါမှမဟုတ်ရင် color surface ဆိုတာသုံးရင်လည်းအဆင်ပြေတယ်ပေါ့နော်များသောအားဖြင့်ကျွန်တော်တို့က background ကိုတော့မသုံးသင့်ဘူးပေါ့နော်ဘာလို့ဆိုတော့ background ကလုံးဝသူ့အောက်မှာသူ့အောက်မှာဘာမှမရှိတော့ဘူးပေါ့နော်သူကအောက်ဆုံးပဲသူ့အထက်မှာပဲရှိတော့တယ်သူ့ရဲ့အောက်မှာဘာမှမရှိတော့ဘူးဆိုမှလား color background ကိုသုံးသင့်တယ်ပေါ့နော် color background အောက်ဆုံးကအလွှာပေါ့ဗျာအောက်ဆုံးက layer မှာပဲသုံးသင့်တယ်ပေါ့နော် color background ရဲ့အပေါ်မှာဆိုရင်ဘယ် layer တွေကိုဆက်သုံးသင့်လို့ဆိုတော့ color surface ဆိုတဲ့ layer တွေသုံးသင့်တယ်ပေါ့နော်တစ်စင်ချင်းဒါသူ layer လိုက်သွားတဲ့ပုံစံပေါ့နော်ကျွန်တော်ပုံလေးဆွဲပြမယ်ပထမဆုံးကျွန်တော်တို့ကတစ်စင်ချင်းလေးသွားတင်တယ်ဘယ်လိုတစ်စင်ချင်းသွားတင်လို့ဆိုတော့အောက်ဆုံးအလွှာကို color background နဲ့သုံးတင်တယ်ပေါ့နော် color background ရဲ့အထက်မှာထပ်ပြီးသုံးကျင်တယ်ဆိုရင် color surface ဆိုတာကိုသုံးတင်တယ်နော် color surface ဆိုတာသုံးတင်တယ် color surface ရဲ့ပုံမှာထပ်ပြီးသုံးရမယ်ဆိုရင် color container ဆိုတာရှိတယ်ပေါ့နော် color container ကိုသုံးတင်တယ် color container ရဲ့အထက်မှာထပ်ပြီးသုံးရမယ်ဆိုရင် color primary ပေါ့နော်အဲ့ဒါလေးမှတ်ထားပေါ့အဲ့လိုလေးသုံးသင့်ပါတယ်ဟိုသုံးလို့မရဘူးပြောရမှာเนาะကျန်တဲ့ဟာတွေလည်းကျန်တဲ့နီးစနစ်နဲ့သုံးလို့ရတယ်ဒါပေမဲ့စနစ်ကြကြသုံးရင်လည်းနီးစနစ်ကြကြသုံးရင်လည်းဆိုရင်တော့အဲ့လိုလေးသုံးရပါတယ်သူကအလွှာလိုက်ဆင့်ထားတဲ့သဘောမျိုးပေါ့နော်အောက်ဆုံးကနေပြီးစပြီးဆင့်ထားတယ်ပေါ့နော်အဲ့လိုသဘောမျိုးလေးသုံးရတယ်အဲကျွန်တော်ကတော့ဒီ button sheet ဆိုတော့ဒီ background ရဲ့အထက်မှာသူကနေရာယူမဲ့အမျိုးအစားဆိုတော့ကျွန်တော် color surface ကိုသုံးလိုက်မယ်ပေါ့နော် color surface ကိုသုံးလိုက်မယ်အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာပေါ့နော် color ရဲ့နောက်မှာဒါ color surface ဆိုတာသုံးလိုက်ရင်တခါတည်းရပြီပေါ့နော် color surface ဆိုပြီးပြောင်းလိုက်ရင်ရပြီအဲ့တော့ value ထဲမှာလည်းတွားပြီးကြည့်လို့ရတယ် color ထဲမှာ color surface ပါလာပေါ့နော် color ထဲမှာတော့ color surface ဆိုတာမပါဘူးပေါ့နော်သူကဘယ်လိုလုပ်ဆိုတော့ theme color surface ဆိုပြီးပြပါမှာပါရင်နော်ဒီမှာtheme color surface မဟုတ်လို့ theme surface ဆိုပြီးပြပါမှာဒီမှာဆိုရင်နော် theme surface ဆိုပြီးပြပါမှာအဲ့ဒီ color ကိုဓာတ်ရိုက်သုံးရင်သုံးလို့ရတယ်ဒါပေမဲ့ခက်တာကကျွန်တော်ဘယ်လိုတုံးဆိုတော့ဒီ value ထဲမှာပေါ့နော် value ထဲမှာကျွန်တော်တို့ဒီ color ဆိုတဲ့ကောင်က theme surface ဆိုပြီးတော့ရှိတယ်ပေါ့နော် theme surface ဆိုပြီးတော့ရှိတယ်ဒီမှာ theme surface ဆိုတဲ့ color လေး color နာမည်ရှိတယ် night ထဲမှာကျတော့ဘယ်လိုပုံစံမျိုးဖြစ်နေတော့ဆိုတော့ night ထဲမှာလည်းကျွန်တော်တို့ဘာရှိတယ်ဆိုတော့ theme surface ဆိုတဲ့အယောင်ရှိတယ်နော်ဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒီကောင်ကိုပေါ့နော် color တွေကနေပြီးတော့ပဲဒီထဲမှာပေါ့နော် color
ဒီကာလာဆိုတဲ့တက်ထဲကနေပြီးတော့ကာလာ select ဆိုပြီးတော့ဒါခုနကပြောတဲ့ theme surface ဆိုပြီးသုံးလိုက်မယ်ဆိုရင် तू ကဘာအတွက်ပဲလုပ်မှာဆိုတော့ day mode အတွက်ပဲလုပ်တော့မှာအသေးဖြစ်သွားမှာပေါ့ကာလာအသေးဖြစ်သွားမှာကျွန်တော်တို့ဟိုပါပေါ့နော် day night ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ရဲ့ mode မှာ day mode night mode ပါတယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ဒါ night mode အမြဲတမ်းချိန်ထားတယ်ဒါဆိုရင် day mode ဖြစ်သွားပြီပေါ့နော်အဲ့လို day mode night mode ချိန်လိုက်တိုင်းမှာကျွန်တော်တို့ရဲ့ကာလာကိုလိုက်ပြီးတော့ကျွန်တော်တို့ကမစီမံညင်ဘူးပေါ့နော်သူ့လို auto ချိန်ညင်တာဆိုရင်ဒီကာလာနဲ့သုံးလို့မရဘူးပေါ့နော်ဒီကာလာနဲ့သုံးလိုက်ပြီဆိုရင်ကာလာအသေးဖြစ်သွားပြီနော်ကာလာ surface ရဲ့ day mode မှာရှိနေတဲ့အယောင်ပေါ့နော်ခက်နက်နက်လေးပေါ့နော်အယောင်ခက်နက်နက်လေးပဲအမြဲဖြစ်သွားမှာ night mode day mode ပြောင်းသွားရင်မချိန်တော့အယောင်မချိန်တော့ပေါ့နော်အဲ့လိုချိန်ညင်နေဆိုရင်ဒီအယောင်ကိုကျွန်တော်တို့သုံးလို့မရဘူးပေါ့နော်ကာလာထဲမှာသတ်မှတ်ထားတဲ့အယောင်တွေကိုလိုက်ပြီးသုံးလို့မရဘူးကျွန်တော်တို့ကဘယ်ထဲမှာရှိသတ်မှတ်ထားတဲ့အယောင်ကိုသုံးတယ်လဲလို့ဆိုရင်သီးထဲမှာသတ်မှတ်ထားတဲ့အယောင်တွေကိုသုံးတယ်ပေါ့နော်ဒီသီးဆိုတဲ့ထဲမှာသုံးထားတဲ့အယောင်တွေရှိတယ်ဘယ်အယောင်တွေလဲလို့မင်းခုနကပြောတယ်ကာလာ surface ဆိုတဲ့အယောင်မျိုးတွေပေါ့နော်အဲ့ဒါတွေကိုကျွန်တော်တို့သုံးသင့်ပါတယ်ဒါဆိုရင်သူ့လို auto ချိန်မယ်ပေါ့နော်တကယ်တမ်းသီးနေရလဲသူကဘယ်ထဲဟာကိုတစ်ဆင့်ပြန်ယူထားရလဲလို့ဆိုရင်ခုနကပြောတယ်ဒီ color surface ဆိုတဲ့အယောင်ကိုပဲပြန်ပြီးတော့ဒီမှာယူထားတာပါပဲတကယ်တမ်းတော့နော်ဒါပေမဲ့ तू က auto လုပ်သွားမှာသီးနှစ်ခုကို तू ကသဘောတရားပြဘယ်လိုလုံးဆိုရင် तू ကဒီဟိုပေါ့နော်ဟိုသီးရဲ့ပေါ့နော် dash သီးနဲ့ night သီးကို तू ကနှစ်ခုလုံးကိုကင်ထားတာကင်ထားပြီးတော့ तू က auto ချိန်ပေးနေတဲ့သဘောပေါ့နော်ဒီသဘောတရားပေါ့နော်သူ့ရဲ့သဘောတရားသူကဓာတ်သီးနဲ့နိုင်သီးနဲ့ကိုသူက auto ကင်ထားတယ်ကျွန်တော်တို့ကသူ့ကိုပဲထိန်းချုပ်လိုက်ပြီဆိုရင်ဓာတ်သီးရောနိုင်သီးရောသူက auto ချိန်ပေးနေတယ်လို့ပဲပေါ့နော်တကယ်တမ်းအဲ့တော့ကျွန်တော်တို့ကသီးနဲ့ဟာတွေပဲယူပြီးသုံးလိုက်ရင်ရသွားပြီပွဲသိမ့်ပြီပေါ့နော်အဲ့ဆိုကျွန်တော်ခုနကကောင်ပြန်ပြီးတော့သုံးလိုက်ပါမယ်ဒီကောင်လေးကိုကျွန်တော်ဖြတ်ပြီးတော့သုံးမယ်ပေါ့နော်အဲ့လိုသုံးချင်တယ်ဆိုရင်ကျွန်တော်ဒီမှာတစ်ချက်လေးမှတ်ထားပါတော့question လေးနဲ့ ADTR attribute ဆိုပြီးတော့သုံးရတယ်ပေါ့နော် ADTR ဆိုပြီးတော့ color surface ဆိုပြီးသုံးလိုက်ရပါတယ်အဲ့ဒါမှလုပ်တယ်ပေါ့နော်ဒီလိုလေးမှတ်ထားပါဒီနေ့ဟာကိုသုံးချင်တယ်ဆိုလို့သုံးရတယ်ပေါ့နော်ကဲပြန် run ကြည့်မယ်ဒါဆိုရင်ခုနက error တွေတွေကတစ်ချောင်းတော့ယော့သွားမယ်ပေါ့နော်ကျွန်တော်တို့တစ်ချောင်းပဲပြင်ရသေးရဆိုတော့ဒါဆိုရင်တစ်ချောင်းတော့ယော့သွားပြီပေါ့နော်ကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကြံတဲ့ဟာတွေကိုမနောက်ရက်ကျမှဆက်ပြီးတော့နောက်သင်ခန်းစာမှာဆက်ပြီးတော့ကျွန်တော်တို့ error တွေဖြေရှင်းကြမယ်ပေါ့နော်ဒီနေ့တော့ဒီလောက်ပါပဲဗီဒီယိုတွေလည်းကျွန်တော်တို့ဆက်ပြီးတော့တင်နိုင်အောင်ပေါ့နော်ကြိုးစားပေးပါမယ်အားလုံးကျေးဇူးတင်ပါတယ်